content creation ကိုအကိုစားလုပ်လာတဲ့အခါမှာပေါ့နော် hate လုပ်ခံရတာရှိလားပေါ့နော်အဲ့ဒါတွေကိုရောဘယ်လို handle လုပ်ခဲ့လဲမသိဘူးเนาะ creator တယောက်အနေနဲ့ခုဆိုဒီနဲ့အရန်အဆင်ပြေတဲ့လူရှိရဆို relationship ကောင်းကောင်းတစ်ခုတည်ဆောက်မယ်ဆိုဒီတော့ကဘယ်လိုမျိုးဟာတွေအရေးကြီးအကိုမြန်မာနိုင်ငံမှာ dating တော့ဘူးလားမသိဘူးပေါ့နော်မြန်မာနိုင်ငံရဲ့ dating culture နဲ့ UK ရဲ့ dating culture ဘာကွာတယ်လို့ခန်းစားမိလဲမသိဘူးပေါ့နော်ကျွန်တော်ကလေပုံမှန်လေးပြောမယ်အကိုမြန်မာနိုင်ငံမှာစတွေ့တော့အကို gay လို့ထင်တာကျွန်တော်Hello အားလုံးပဲမင်္ဂလာပါဒီနေ့ podcast မှာဖိတ်ခေါ်ထားတဲ့သူကတော့ကျွန်တော်တို့ UK နိုင်ငံရဲ့ NHS မှာဆရာဝန်တယောက်အနေနဲ့အလုပ်လုပ်နေတဲ့ကိုဇေယျဖြစ်ပါတယ်ကိုဇေယျကိုဒါလူတိုင်းက Facebook နဲ့ YouTube ပေါ်မှာလည်းမြင်ဘူးကြမယ်လို့ထင်ပါတယ်အဲ့ဒီ channel ကတော့ Zia Vlog ပါ Hello မင်္ဂလာပါကိုမင်္ဂလာပါကိုဒီ Okay ဘယ်လိုလဲနေကောင်းလားသိတဲ့အတိုင်းပဲ Prosper အင်ဂျီနဲ့ဒီနေ့ပွဲကြည့်မလားဟုတ်တယ်ကျွန်တော်ကဟိုလေ Spa ပွဲရှိတိုင်းကျွန်တော် Spa အင်ဂျီကိုလည်းရှိရပါကျွန်တော်တော့မပွေဘူးကျွန်တော်တော့မပွေဘူး United ကအမြဲရှုံးနေတော့သိရမလားဝတ်ထားလို့ရှိရင် gym သွားလဲပြောခံရပဲတော့ပြောခံနေရဝတ်ဘူးဟုတ်တယ်ကျွန်တော်ဆိုရင် North London ဘက်မှာနေရပါတော့ East ဘက်မှာဆိုရင်လည်း Western Stadium နဲ့လည်းနေရပြီးရင် Arsenal ကိုအားပေးရတူတွေအများကြီးရှိရနေရနားမှာနေရတော့ကြောင့် gym သွားပြီးဆိုရင်ကဲ့ရဲ့ခံရတယ်ခွဲခြားဆက်ဆက်ခံရတာတကယ်တိလားဒီအင်ဂျီဝယ်ရင်လေကျွန်တော်နေတဲ့နေရာမှာဆိုသိလား Liverpool နဲ့ City fan ပိုများတယ် United fan တဲ့အလုပ်တွေပါသွားလို့ရှင်ဟာ Liverpool fan တွေတွေ့လို့ရှင်ဟာပြောပြီးဒီကောင်တွေကဇယားထိတ်ဆုံးပါလေကိုရီးယားဟိုအောက်ပါဆိုဟုတ်ကဲ့အကိုလည်းဘောလုံးပွဲကိုအရင်အားပေးရတဲ့နော်ဟုတ်ကြည့်တာဗောငယ်တွေကတော်တော်လေးကိုကြည့်တယ်Okay အဲ့တော့ဒီနေ့ဒီ podcast မှာပေါ့နော်ကျွန်တော်တို့ပြောမဲ့ topics အကြောင်းအရာလေးကိုကျွန်တော်နည်းနည်းလေးပြောပြပါမယ်ပေါ့နော်ကျွန်တော်တို့နေ့လုံးက UK မှာနေရတဲ့အတွက်ကြောင့်မို့ဒီ UK နိုင်ငံမှာနေတာကောင်းတဲ့အချက်တွေမကောင်းတဲ့အချက်တွေပေါ့နော်အခုဆိုရင်မကောင်းတဲ့အချက်တွေကပိုများတယ်အဲ့ဒီအကြောင်းအရာတွေကို discuss လုပ်ပြီးတော့မယ်ပြီးတော့ဆိုရင်ကိုစေကလည်း vlogger အနေနဲ့လုပ်ခဲ့တယ်ကျွန်တော်ကလည်းဒါ content creator ဆိုတော့လေ content creation journey တွေကို discuss လုပ်ပြီးမယ်ကျန်တဲ့ဟာကြတော့ဒီ finance တို့ relationship တို့ပေါ့နော် topics ကတော့တော်တော်လေးစုံမဲ့ပေါ့နော်အမေးအဖြေဆိုတာတဲ့ကို discussion ပုံစံဖြစ်ပါလိမ့်မယ်ပေါ့နော် Okay အဲ့ဆိုကျွန်တော်စလိုက်အောင်ပေါ့နော် Okay အဲ့တော့အကိုရဲ့ vlogging journey ကနေအရင်စအောင်ပေါ့နော်အကို content creator လောက်လာတာဘယ်နှစ်ကြာပြီလဲဘယ်လိုလုပ်ဒီ content creation journey ကိုစလုပ်ခဲ့ရလဲကျွန်တော်စတာတော့2018လောက်ဖြစ်မယ်ထင်တယ်ဟိုကိုလီဒီတို့စပြီးတော့နောက်သိမ့်မကြောက်ကျွန်တော်စတာပဲဘယ်လိုစလုပ်ဖြစ်တာလဲဆိုကျွန်တော်ကចောင်းသားဘဝတွေကလေပြဆက်တွေရေးတာတို့အငိမ့်တွေပါတယ်မှာရေးတာတို့ကျွန်တော်လုပ်တယ်နောက်တစ်ခါသချင်းတွေကြပြလည်းကျွန်တော်ရေးတယ်ပြတယ်အဲ့တော့ငငယ်လေးတော့ကျွန်တော်အဲ့လို creative side ကိုကျွန်တော်တော်တော်လေးဝါသနာပါတယ်ဒီ vlogging မလုပ်ဖြစ်တော့တခြားတစ်ခုခုလိုမျိုး create လုပ်ရတစ်ခုလုပ်ဖြစ်မှာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ဒီ2008-9ဝန်းကျင်စဖြစ်မဲ့တင်တယ်ဒီ YouTube စခစ်စားလာတယ်လေအဲ့တော့ဆိုဒီ KSI တို့ဒီ Logan Paul Jake Paul တို့ Ryan Higa တို့ရှိမယ်နောက်ပိုင်းမှာဒီ KC တို့ပါလည်းရှိရပေါ့အဲ့ဒါကြီးကြည့်ရင်လည်းလုံးကျင်တယ်ပေါ့နော်ဒါပေမဲ့ဘာလုပ်အောင်လဲမသိဘူးအဲ့ဒါနဲ့ဘောလုံးပွဲလည်းကြည့်တော့ကျွန်တော်ဘောလုံးပွဲမှာ fan channel တွေရှိရလေဒီဆိုလည်းကြည့်မှာပဲလို့ Spurs fan reaction တွေပါတယ်ညာတယ်နော် Arsenal TV ရှိတယ်United ဆို United full time devil ဆိုတာရှိတယ်အဲ့ဒါနဲ့ကျွန်တော်တို့တငယ်ချင်းတွေစုပြီးတော့ငါတို့ဘောလုံးပွဲတွေချိန်လုံးကြည့်ပြီးတော့စကားတွေထိုင်ပြောနေတာဘောလုံးပွဲအကြောင်း podcast လုပ်မယ်ဆိုပြီးစကျွန်တော်ရဲ့ Arsenal fan တငယ်ချင်းရဲ့ Liverpool fan တငယ်ချင်းရဲ့၃ယောက်အဲ့လိုအပတ်တိုင်းအဲ့လိုဘောလုံးပွဲတွေကြည့်တယ်အဲ့လို preview တွေလုပ်တယ် review တွေလုပ်တယ်နောက်ကဘာဖလားပါညာဆိုသူစုပြီးလုပ်ကြရပေါ့ဗျာဒီ market ကအဲ့အချိန်မှာလူတွေအများကြီးမရှိဘူးဗျာတိလားကိုဒီတို့ရှိတယ်ကို hack တို့ရှိတယ်နောက် US မှာဆို Terry ရှိတယ်နောက် bro မှတ်မိလားမသိဘူးမြေမြတ်မွန်လေသူလည်း UK ကပဲသူက comedy ပါညာလုပ်တယ်မြေမြတ်မွန်တို့ရှိတယ်နောက် YouTube မှာ YouTuber တွေအနေငယ်ရှိတော့ကျွန်တော်ဒီမှာဆရာဝန်လုပ်နေတော့ maybe UK ဆရာဝန် live ဆိုတော့တည်ရလို့လည်းမရှိသေးဘူး there's a market for it ပေါ့နော်အဲ့တော့ဆရာမဟုတ်ဆေးချောင်းသားပေါ့အဲ့နဲ့စလုပ်ကြည့်မယ်ဆိုစမ်းလုပ်တာပေါ့နော်စလုပ်တဲ့အချိန်မှာကျွန်တော်ဒါအမှန်တိုင်းပြောတာ I feel very honored to be invited today because ကျွန်တော်ဒီလိုစလုပ်မယ်ဆိုတော့ကျွန်တော်ဒီ video ကျွန်တော်ကြည့်ခဲ့ရတယ်ဘယ်ချိန်မှာစရလဲ2016လား19လားစကျွန်တော်မရမပြီးတော့ကျွန်တော်19နှစ်ကုန်တော့စ Yeah အဲ့ဒီ video တွေကစပေါက်နေ Australia မှာဒီကတော့ဘယ်လိုပြောကျွန်တော်နဲ့ senior ဖြစ်တယ်အဲ့တော့ဒီဘယ်လိုစကားပြောလဲဘယ်လိုသွားလဲ flow တွေဘယ်လိုရှိတယ်အဲ့ဒီအချိန်တွေကဒီကို like လေ့လာခဲ့ရတယ်ပေါ့နော် inspiration ယူခဲ့ရအဲ့ဒီနေ့လည်းအဲ့လို invite လုပ်ပေးရကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်no ကျွန်တော်လည်းအကိုလေ့လာတယ်လားအကိုရဲ့ contents တွေကပေါ့ပါလေးနဲ့ကြည့်လို့ကောင်းတယ်ပေါ့နော်ကျောင်းဆိုကျောင်းသွားတဲ့ journey လေးတွေစေးရုံဆိုစေးရုံသွားတဲ့ journey လေးတွေအဲ့လို storytelling နဲ့ကြားတဲ့ပုံစံလေးက unique ဖြစ်ပြီးမှကြည့်လို့ကောင်းတယ်ပေါ့နော်ကျွန်တော် wall ပေါ်မှာဆိုလည်းခဏတက်တယ်ပေါ့နော်အကိုစလုပ်ပြီးတိတ်မကြခင်မှာအကိုရဲ့ video တွေက Facebook ပေါ်မှာတအားပေါက်တော့နော်ဟိုဒီကြားတယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်လူတေချာစသိတာ COVID ဖြစ်တဲ့အချိန်လောက်မှာစသိတာ2019-20လောက်မှာစသိတာကျွန်တော်လုပ်နေတာ18လောက်တည်းလုပ်တာတပုတ်နှစ်ပုတ်လောက်တော့သိတယ်ပေါ့နော်ဒါပေမဲ့လူအများကြီးသိရတော့မဟုတ်ဘူးဟိုဟာစလုပ်ချင်း video မှာတော့မဆိုးတော့ 10k view လောက်တော့ရတယ်အဲ့နောက်ဟိုလူတေချာစသိတာကျွန်တော်ခောက်ဆွဲပြုတ်အကြောင်းလေခောက်ဆွဲပြုတ်ရဲ့ကောင်းကျိုးဆိုးကျိုးပါညာအဲ့ဒါပေါ့2019လောက်မှာပေါ့နော်အဲ့လောက်မှာစသိတာပေါ့ Thank you ပါ Okay အခုနဲ့ကျွန်တော်နဲ့မြန်မာနိုင်ငံမှာလဲစုံဘူးရနော်အားဆုံးနဲ့ဟိုဟာမြန်မာ blogger meet
up အဲ့ဒါ2018ဖြစ်မယ်ထင်တယ်အဲ့ဒါကျွန်တော်ကိုဒီကိုသွားနှုတ်ဆက်တာပေါ့ကျွန်တော်ဇေယျပါဘာညာပါသွားနှုတ်ဆက်တော့အဲ့တော့ကျွန်တော်အရန်ကောင်းတဲ့အကြံတစ်ခုကိုဒီကပေးတယ်အဲ့တော့ကျွန်တော်ပြောတာတင်နဲ့မတင်လို့ဗီဒီယိုကတော့တစ်ခါလေးလဲတစ်ခါတော့တစ်ခါလေးလဲ3လလောက်ဖြစ်သွားဆိုကိုဒီကပြောတယ်တိတိကျကျလို့ double consistently ဖြစ်အောင်တင်ဆိုတာ it is still valid no up to this day consistently တင်တဲ့လူကပဲဟောဖြစ်တာပဲเนาะဟုတ်တယ် consistently တင်တဲ့သူကပဲရေရှည်မှာ survive ဖြစ်နေတယ်ပေါ့နော်။ဘာလို့ကျွန်တော်မြန်မာနိုင်ငံမှာအရင် creative ဖြစ်တဲ့သူတွေရှိရပေါ့နော်။အဲဒီ creative ဖြစ်တဲ့သူတွေက quality ကိုအရင် control လုပ်တဲ့အခါမှာ quantity မထွက်လာတော့ဘူး။အဲ့တော့ကျွန်တော်အခုတလောဒီ Ali Abdul ရဲ့ video တစ်ပုဒ်ကိုကျွန်တော်နားထောင်မိရပေါ့နော်။သူကဘယ်လိုမျိုးပြောလဲဆိုရင် quality content တွေပဲထုတ်တဲ့သူနဲ့ quantity လုပ်တဲ့သူနဲ့ကလေအဲ့တော့အစပိုင်းမှာ quantity လုပ်တာအကောင်းဆုံးပဲ။ဟုတ်တယ်။သူရဲ့ဥမာပေးသွားတဲ့တခုကိုကျွန်တော်အရင်တပေါ်ကြလို့sharing လုပ်ပေးချင်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်မြေဦးဖုတ်တဲ့ဒီအကြောင်းတစ်ကြောင်းမှာပေါ့နော်ဆရာကလူအစုနှစ်စုခွဲလိုက်တယ်တစုကိုကြတော့မင်းတို့အိုးတစ်လုံးပဲဖုတ်ရမယ်3လကြာရင်အဲ့ဒီအိုးတစ်လုံးကို present လုပ်ကျန်တဲ့အစုမှာကြတော့မင်းတို့ကြိုက်လောက်အိုးကိုဖုတ်ဒါပေမဲ့3လကြာတဲ့ခါရင်အိုးတစ်လုံးကို present လုပ်လို့ပြောတယ်ပေါ့နော်အဲ့တော့ဒီအိုးတစ်လုံးပဲလောက်တဲ့သူက3လလုံးမှာတအိုးပဲလောက်ရတော့ဘာ experience မှမရှိလိုက်အိုးကိုကြိုက်တဲ့လောက်ဖုတ်လို့ရတဲ့သူကကျတော့တရက်တအိုးဖုတ်တဲ့ခါမှာ3လလောက်ကြာတဲ့ခါမှာသူကအိုးပေါင်းမြောက်များစွာဖုတ်ပူနေပြီပေါ့နော်အဲ့တော့သူတို့ရဲ့အတွေ့အကြုံတွေကအများကြီးရှိတဲ့ခါမှာသူတို့ရဲ့နောက်ဆုံးထွက်လာတဲ့ result ကပိုကောင်းတယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုကြည့်မှကျွန်တော်က wow actually that's true ပေါ့နော်အရင်တော့ကျွန်တော်ဆိုရင်go for quality ပေါ့နော်အဲ့လိုမျိုးပြောလက်ရှိရပေါ့နော်ဒါပေမဲ့ quality ထက်ကို consistently practice လုပ်နေတာပိုအရေးကြီးတယ်ဆိုတာကိုနားလည်လာတယ်ပေါ့နော်ဟုတ်အဲ့ဒါတော့လက်ခံပါတယ်ဟုတ်အကိုရဲ့ life style ကလေတကယ်လေ Ali Abdul နဲ့အောင်တူလာလို့နေတော့ဆရာဝန်ဆိုတော့yeah Ali Abdul ကပြောဆိုမြန်မာပြည်မှာဆိုကိုဒီတို့ဘာလို့ကြည့်ဆို UK မှာဆိုလဲ Ali Abdul ကိုကျွန်တော်တော်တော်လေး idolize ဆိုတယ်မှာပါတယ်ကျွန်တော်နဲ့ Ali နဲ့တဒန်းမဲကွာသူကကျွန်တော်ရဲ့ apport တစ်နှစ် senior 1 year ဆိုတော့ तू အဲ့ဒါကြီးလုံနေတဲ့အချိန်မှာကျွန်တော်လည်းစလုံနေဆိုတော့သူ့ကိုတောက်လျှောက်ကြည့်ခဲ့ဒါပေမဲ့ bro Ali နဲ့တော့ရှင်လို့မရဘူးလေ bro तू ကတကယ်ဆရာကြီး like ဒီ content creation နဲ့နောက်တစ်ခါ productivity မှာသူ့ရဲ့ niche ကို तू မိသွားပြီးတော့လေဟုတ်တယ်တကယ်ကိုအရန်လေးစားရတယ်မှာပါပါတယ် तू ငယ်ရွယ်နဲ့လိုဖြစ်သွားပြီအခုဆိုလဲ तू ခု Hong Kong မှာနေနေရနော် तू မျိုးသမီးနဲ့ဟုတ်တယ်ရုပ်တရက်ကြီးနော်တခါ Hong Kong ပြောင်းသွားတယ်ပြီးတော့ခါတဲ့ဘေကလာဆောင်သွားတယ်ခုဘိုက်ကြီးဆိုချင်းတကယ် productive ဟုတ်တယ် very productive baby making တကယ်ချင်းတွေကြာ yeah content creation ကိုအကိုစားလုပ်လာတဲ့ခါမှာပေါ့နော် hate လောက်ခံရတာရှိလားပေါ့နော်အဲ့ဒါတွေကိုရောဘယ်လို handle လုပ်ခဲ့လဲမသိဘူးနော် creator တယောက်အနေနဲ့ hate လောက်ခံရတာရှိလားဆိုတော့အစပိုင်းတော့မရှိဘူးလေနော်အစပိုင်းကတော့လောက်ခါစားဆိုဘယ်သူမှတော့မသိဘူးပြောရရင်တော့ကျွန်တော်ကန်ကောင်းတယ်လို့ပြောရပါမယ်ဟိုအများကြီးမရှိဘူးကျွန်တော်ဟိုအားပေးတဲ့လူတွေချစ်တဲ့လူတွေပိုများရလို့ထင်တယ်ကျွန်တော် first time hate ဆိုပြီးစပြီးတော့ကြုံရတာအကြီးကြီးမားတော့မဟုတ်ဘူးကျွန်တော်အဲ့တော့ဗီဒီယိုတစ်ပုဒ်တင်လိုက်တာဟို UK ရဲ့အစားအသောက်တွေကျွန်တော်မကြိုက်တဲ့အကြောင်းတင်လိုက်တာ UK မှာဆိုလို့ Tesco meal ကြီးတွေပဲတည်မလားအေးတွေ sandwich ဘာလို့ညအဲ့ဒါလုံးဝစားမကောင်းအဲ့အကြောင်းကျွန်တော်စေးချောင်းသားဖို့ကတော့2018လောက်ကဖြစ်မယ်တင်တယ်အဲ့ဗီဒီယိုတင်လိုက်တာအဲ့အောက်မှာဝိုင်းဆက်ကြလို့ပြမင်းက UK ရောက်နေပြီးတော့အဲ့လောက်စားကောင်းတောက်ကောင်းနေစားနေရတာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့တော်တာပါရောက်လို့ဝိုင်းဆက်တော့ first time စဆဲခံရတော့ကျွန်တော်အဲ့လိုနည်းနည်းလေးတော့ဟိုဟာဘယ်လိုပြောရမလဲစိတ်မကောင်းဘူးဟိုတကယ်လေဒါနားမလဲလို့ဒီလားတကယ်လေ UK မှာဆိုရင်ဒီ Tesco တို့ Sainsbury က meal D တွေဆိုရင်တတိဆိုရင်မစားတော့လုံးဝစားလို့မကောင်းလားစားနိုင်အောင်အေးလုံးဝလုံးဝစားလို့မကောင်းတာပေါ့သူတို့က video မှာကြည့်ရင်တော့ visually ကြည့်လို့ကောင်းလိမ့်မယ်ဈေးတက်တာလိမ့်မယ်ပေါ့နော်ကိုယ့်အကိုချက်စားတဲ့အထက်ဆိုင်မှာတွားစားရတဲ့ဆိုင်ဒါပေမဲ့တကယ်စားမယ်ဆိုရင်တရက်တက်ပုံမစားနိုင်ဘူးအဲ့ဒါဆိုအကြောင်းသားပေါ်တော့ပတ်စံလည်းမရှိဘူးအဲ့ဒါမျိုးပဲစားရတာလေဒီလားအဲ့ဒါတခုရှိတယ်နောက်တစ်ခါကျွန်တော်အဲ့လို ecstasy အကြောင်းလေအဲ့ဒီခေတ်တုန်းကကျွန်တော်တို့ဒီမြန်မာပြည်မှာ rape တွေပဲလို့ E တွေ K တွေအခုလည်းသုံးပါတယ်လို့ရန်လောက်ကြတော့ကျွန်တော် ecstasy အကြောင်း video တွေတခုလုပ်တာအဲ့ဒီမှာလည်းအဲ့လိုပေါ့နော် raver တွေတော်တော်များများကျွန်တော်ကိုပြောတယ်ဒါပေမဲ့ဟိုပေါ့ hate ဆိုကြီးမမဖြစ်တာတော့နိုင်ငံရေးတွေဖြစ်တဲ့အချိန်မှာတော့အဲ့လိုအဲ့ချိန်တော်တော်လေးဆိုးတယ်တော်တော်လေးကိုဆိုးတယ်လုံးဝ content မလုပ်ချင်တော့တဲ့စိတ်သိညစ်သွားတဲ့အချိန်မျိုးရှိ yes definitely အဲ့ဒီကိစ္စက rumor ဖြစ်သွားတာကဘယ်သူလွှင့်တာလဲဆိုတော့it's one of the content creators oh really အချင်းချင်းอ่ะပဲအချင်းဆိုတော့ကျွန်တော်လည်းတော့မသိပါဘူးသူ့ကို content creator မှတော့ကျွန်တော်မသိဘူးသူကကျွန်တော်တို့လိုပဲနိုင်ငံခြားမှာပဲ base လုပ်နေတာပေါ့နော်သူကအဲ့ဟာကြီးကောက်တင်လိုက်တာအဲ့ဟာကြီးကောက်တင်လိုက်တော့သိရမလားလူတွေကလည်းကောင်းတဲ့ဟာဆိုတာမ share ချင်တာသိမလားမကောင်းတဲ့သတင်းဆိုလေဟုတ်မဟုတ် fact check လည်းမလုပ်ဘူး share ရထောင်ချီပြီးဖြစ်ကုန်တာဟုတ်တယ်နောက်ကြတော့ကျွန်တော်အဲ့လိုပေါ့နော်ဘယ်လိုပြောမလဲ factually ပေါ့နော်မှန်မှန်ကန်ကန်နဲ့ကျွန်တော်ပြန်ဖြေရှင်းတော့ तू ကပြန်ပြီးတော့တောင်းပန်ပါတယ်ပေါ့နော်तू တင်တဲ့ဟာမှားပါတယ်ဆို post ကို तू ပြန်တင်တယ်အဲ့လိုပြန်တင်တော့သိမလားလူတွေကလည်းမဟုတ်တဲ့သတင်းကိုသာအများကြီး share တာလေကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ဇေယျအကြောင်းပြောတာမှားသွားတယ်ဗျာညာဆိုကျွန်တော်သိ share ကြတာမဟုတ်ဘူးပေါ့နော် yeah ကျွန်တော်တင်တယ်အဲ့လိုမျိုး fact check မလုပ်ဘဲနဲ့လုပ်လိုက်တဲ့ခါမှာလူတယောက်ရဲ့ဂုဏ်သိက္ခာကိုလည်းထိစေတယ်ပြီးတော့ပြီးဆိုရင်လူတယောက်ရဲ့ mental health ကိုလည်းထိခိုက်စေတယ်ပေါ့နော်အခုဆိုရင် Facebook ကစာတင်လဲပတ်စံပေးတပ်ပုံတင်လဲပတ်စံပေးခါမှာလူတွေက fact check မလုပ်တော့ဘဲနဲ့ဒီ trend အပေါ်မှာလိုက်ပြီးမှအကုန်လုံးကကောက်တင်နေကြတယ် engagement ပဲလေသိရမလား engagement ရရင်ပတ်စံရမယ်ဆိုတော့အဲ့လိုပွဲစုအောင်လုပ်တဲ့ဟာတင်လေသူတို့က
ပိုကောင်းနေလေပဲဖြစ်သွားတာအဲ့တော့အဲ့လိုမျိုးလောက်တာကြတော့ကျွန်တော်တို့တိတ်မကောင်းပေါ့နော်ကျွန်တော်မြန်မာနိုင်ငံရဲ့ culture အရာဆိုရင်ကွာလူတယောက်ကိုချက်တယ်ဆိုတဲ့အရင်ချက်တယ်မုန်းတယ်ဆိုရင်လည်းအရန်မုန်းတယ်ပေါ့နော်ဟာမနေ့ကတကုံချက်ပြီးမှဒီနေ့ကျတော့ရန်တူကြီးလိုမျိုးပေါ့နော် digital ပေါ်မှာလောက်တက်ကြတယ်ပေါ့နော်အခုလည်းမြန်မာနိုင်ငံမှာ get ထနေတယ်အဲ့ဒီ get ထနေတဲ့ဟာရီကြီးကိုပဲပေါ့နော်အရှိတစ်ဘက်ကအရန်ချက်ပြီးမှဒီတစ်ဘက်မှာတကုံအမုန်းခံနေရတယ်ပေါ့နော်ဒါဒါပေမဲ့အဲ့လိုလေလူတိုင်းကအဲ့လိုမကောင်းတဲ့သတင်းထွက်သွားတဲ့အချိန်မှာလာသိတာရှင်းပြီးသွားလို့ရှင်မသိတဲ့ဟာရှိတယ်ကျွန်တော်ဆိုအခုချိန်ထိအဲ့ဒါဖြစ်ခဲ့တာပဲငါ၄-၅နှစ်လောက်ရှိနေပြီခုထိအဲ့ဒါလေတစ်ခါလေ comment ထဲမှာလာတော့ဟာရောက်ပတ်စံခိုးပွားတဲ့ကောင်ဒုက္ခပဲပတ်စံခိုးပွားတယ်လို့တော့နေမနေဘူးသိရမလားအဲ့လိုပတ်စံတွေအများကြီးဒီက mention မှာသွားနေပြီ content လည်းမ create တော့ဆရာမလည်းမလုပ်တော့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့အများကြီးပို့ဆိုပါတယ်ကိုဒီဆိုစလုပ်တဲ့မှာ scandal တွေသိရမလား play တွေပြောခံရတယ်အများကြီးရှိတာအဲ့ဒါကြတော့ဒီဆိုဘယ်လိုမျိုး handle လုပ်ခဲ့ကျွန်တော်ရဲ့ mind ကတော့အရင်ရိုးရှင်းနေပေါ့နော်ကျွန်တော်သူများတွေကိုဒုက္ခမပေးနေတည်း I'm at peace ဘဒုကမှလည်းဒုက္ခမပေးပေါ့နော်ဘဒုကမှလည်းရန်ရှာတဲ့အပြစ်ရှာတဲ့ဟာတွေလိုက်မလို့တချို့ creator တွေဆိုရှိရပြသလားကျွန်တော်လူတွေကအပြစ်ဆရှာပြီဆိုဟာငါဒီကောင်ကိုကြည့်လို့မရကြားနေပြီဆိုတော့ post တွေ like share ကျွန်တော်ရဲ့ friends တွေအပြစ်မှလည်းသိတယ်အဲ့ဒါကိုအဲ့လိုမျိုးရေးရကွာဟာဒီကောင်ကဘာညာပါပေါ့နော်ကိုအပြစ်ရှာတဲ့ video တပုတ်အပေါ်မှာ तू ကဘာ like ရှာလိုက်တာတတိကအဲ့လိုမျိုးမလို့လူတယောက်ကိုဒုက္ခရောက်နေပြီဆိုရင်အဲ့လူတယောက်ကိုပို့ပြီးမှဒုက္ခမပေးချင်Yeah, exactly. တဲ့လားအဲ့လူကကိုနဲ့မတဲ့ရင်တော့မှသူ့ကိုလူတွေဝိုင်းပြောနေတဲ့အခါမှာဝင်မပြောဘူးပေါ့နော်အဲ့လို ACC ပဲနေတယ်ကိုပုံစံနဲ့ကိုနေရကိုအပြစ်လာရှာတယ်ဆိုရင်လေ I don't really care တဲ့လား I don't really care because they don't know me at all. Yeah. Because ဟုတ်တယ်ကိုရီခုနပြောလို့ပဲအဲ့လိုအရန်သဘောကျနေတဲ့အချိန်မှာလဲဝိုင်းဖူးမှုတ်ထားရလေအမြင့်ကိုတင်တယ်အဲ့လိုကြလာတဲ့အချိန်ကျရင်လေဘလောက်ပဲချစ်ပါတယ်ပြောနော်မနေ့ကပဲချစ်တယ်ပြောတော့တကယ်ဝိုင်းပြီးစွန့်ကြီးလောင်းကြရလေဝိုင်းနင်းကြရလေပြီးတော့သူတို့ကကိုရီကိုတကယ်သိလားဆိုတော့သိတာမဟုတ်ဘူးကို social media ပေါ်မှာမြင်ရတဲ့ဟာလေးနဲ့ပဲ judge လုပ်နေရလေအဲ့လိုပေါ့အဲ့တော့အဲ့လိုကျွန်တော်ဆိုလဲအဲ့လိုပြောခံတဲ့အချိန်တော့တော်တော်လေးဟိုဖြစ်တယ်လားငါတစ်သက်လုံးပေါ့နော်ကောင်းကောင်းနေလာတယ် content create လုပ်တဲ့တောက်လျှောက်မှာလဲ like ဘယ်လို toxic ဘာညာတခုမှမလုပ်ခဲ့ဘူးကွာအဲ့ဒါကိုမသိဘဲနဲ့ judge ရကောင်းလာပေါ့နော်တော်တော်လေးကိုခံပြင်းတယ်ဒီကတော့ဘယ်လိုပြောရမလဲ I think you are more enlightened လို့ပြောလို့ရတယ်ဟိုဖုန်းကြီးလိုမျိုးဖြစ်နေကွာဒီဆိုဗီဒီယိုတွေပဲကြည့်စကားပြောလေဒီရဲ့အတွေးခေါ်တွေကတော်တော်လေးကို next level ရောက်နေပေါ့နော်အဲ့ဒါကြောင့်လဲအရေကုန်ထူထူနဲ့ဒီလောကမှာခံနိုင်တာနှမို့ဆိုမလွယ်ဘူးတော်တော်လေးကိုမလွယ်ဘူးကျွန်တော်မှတ်မိတယ်ဒီ ambassador ဖြစ်တော့ကလေကျွန်တော်ဝိုင်းပြောကြတော့ like I think I should send him a message အဲ့တော့လည်း even on comments တွေလူတွေတော်တော်လေးကိုဒီပေါ် mean ဖြစ်ကြတယ်လေကျွန်တော်မှတ်မိတယ် Yeah. But it's fine အခုဒါကလေကိုကအရှိမဖြစ်ခဲ့လို့ပါတယ်ဒီလားဒါပေမဲ့အခုချိန်မှာကြိုက်တဲ့ creator ကို ambassador ပေးတာ normal ဖြစ်တော့ထူးဆန်းမဟုတ်တော့ဘူးထူးဆန်းမဟုတ်တော့ဒါပေမဲ့ကိုရီခေတ်တုန်းကကိုကအကြီးကျယ်လမ်းဖောက်ခဲ့ရလေဒီလားတကယ်တချို့ company တွေကိုတွားပြီးမှ content creation ဆိုတာပါ content marketing ဆိုတာပါ influencer နဲ့ဘယ်လိုမျိုးကြော်ညာကြိုက်လို့ရတယ်အဲ့လိုမျိုးလမ်းဖောက်ခဲ့ရလေဟာတပ်ပုံတင်ရင်ကျွန်တော်ကပတ်စံယူတယ်သူတို့တွေကလည်းပေးရကောင်းမှလည်းမသိဘူးအဲ့တော့အလကားတင်ကိုင်းစီရှင်နဲ့ video တွေဆိုလည်းအလကားတင်ကိုင်းစီရှင်နဲ့ပေါ့နော်ပစ္စည်းပေးရင်ရပြီပေါ့နော် influencer တွေကိုအဲ့လိုမျိုး treat မလုပ်အောင်ကိုယ့်ဘက်ကနေပြန် educate လုပ်ခဲ့ရတာတနှစ်လောက်ကြာတယ်ကိုဖောက်ခဲ့တဲ့လမ်းကြောင်းမို့အခုဆိုရင်လူငယ်တွေက content creator တွေကိုပတ်စံပေးရတယ်ဆိုတော့ဘယ်သူကမှတော့မှမေးစရာမလိုတော့တပ်ပုံတင်နဲ့ပတ်စံပေးရ video ကြရင်လည်းပတ်စံပေးရဆိုတော့ normal ဖြစ်နေပြီပေါ့နော်ကိုရီခက်တော့မှ normal မဟုတ်ကြော်ညာကြရင်တော့မှအစဲခံနေရဟာဘာဖြစ်လို့ကြော်ညာရိုက်တာလဲပေါ့နော်မင်းကမင်းသားလည်းပို့ပါလို့ကြော်ညာရိုက်တာလေဟုတ်တယ်ဒါပေမဲ့ကို creator တွေရဲ့သဘောတဘာဝကိုက influence လုပ်ပြီးမှပို့သဘောကျတဲ့ product တွေကို affiliate လုပ်ပြီးမှကြော်ညာရိုက်မယ်ပေါ့နော်ဒါယနေ့ခေတ်မှာကြော်ညာရိုက်တဲ့ content creator ဆိုတာရှားတယ်တော်တော်လေးကိုရှားလူတိုင်းကကြော်ညာရိုက်ပြီးမှပဲရက်တည်ရတယ်ပေါ့နော်ပြောရမယ်ဆိုရင်ယနေ့ခေတ်ရဲ့ကြော်ညာမင်းသားမင်းသမီးပေါ့နော် content creator ဆိုတာဟုတ်တယ်ကိုရင်ငယ်တော့သိရမလားဟို beauty ကောင်းချော်ရေးဟာဘာဖြစ်တယ်ညာဖြစ်တယ်တော့ထက်မိုးဦးတို့တွေးတို့လို့တချင်းလေးရာဇာနေဝင်းတို့ဟာကြီးကြည့်တာပေါ့နော်ခုကျတော့အဲ့လို TV ကြည့်ရလူပါညာလည်းမရှိဘူးအားလုံးက social media မှာပဲလေအဲ့တော့ you know အဲ့လိုဒီလို million နဲ့ပဲချီပြီးရှိအခုမှစတဲ့ microwave ဖြစ်တယ်ဒီကကိုယ့်ရဲ့ niche ခိုင်လို့ရှင်ကြော်ညာရတာပဲကျွန်တော်အခုဆို3တားမြေဒီဘောလုံးပွဲပြောတဲ့လူပါညာဆိုတော့ဘယ်တော့မှမရှိဘူးဒါပေမဲ့ betting company ပါတယ်ညာတွေဆိုလို့ရှင်လေဟုတ်ကဲ့ any creator အကြီးသေးမှမဟုတ်ဟုတ်တယ်ကိုလန်နဲ့ကို niche လုပ်ပြီးမှရိုက်နေတဲ့သူတိုင်းကဒါကြော်ညာရကြတယ်ပေါ့နော်အဲ့ဒါကိုတတိထားမိရပေါ့နော်အဲ့တော့ content creation နဲ့ပတ်သက်ပြီးမှပေါ့နော်အခုနောက်ပိုင်းဆိုရင် short content တွေကအရင် popular ဖြစ်လာတယ်ဆိုတော့လေကိုစရာအနေနဲ့ရောဒီ short form တွေကို create လုပ်ရကြိုက်လားဒါမှမဟုတ် long form တွေကို create လုပ်ရကြိုက်လားဘာကွာလဲပေါ့နော်ကျွန်တော်ပြောရင်အခုချိန်ထိကျွန်တော် content သာလုပ်နေတာအဲ့လို fully content creator ကျွန်တော်မခံယူတာဘူးကျွန်တော်ကဘယ်လိုပြောရမလဲဆရာဝန်ဒါပေမဲ့အဲ့လိုပျော်တဲ့အချိန်မှာဝါသနာပါလို့အဲ့လို video ရိုက်နေလို့ပဲခံယူได้ပေါ့အဲ့တော့ကျွန်တော်တို့ဟိုစားသုံးသူတယောက်အနေနဲ့ကကျွန်တော်ဗီဒီယိုအရှိတွေကြည့်ရကြိုက်တယ်
YouTube မှာလေ ဟုတ်ကဲ့ ဟာလေကျန်3နာရီလောက်ဟိုလေတမိုင်းအကြောင်း documentary ပဲထိုင်ကြည့်နေတယ်လို့ TV ကြည့်ရလို့အဲ့ဒါမျိုးကြိုက်တယ်ဟို short ဟာကြတော့ဘယ်လိုမျိုးကြိုက်လဲဆိုတော့ short ကတော့ဒီမှာပြင်းလို့ရှိရင်အဲ့လိုဖုန်းပွတ်နေနေလို့ Instagram မှာ reel ကြည့်တာ TikTok ကြည့်တာဘာညာပေါ့နော်ထိရောက်တာကတော့ဟိုနှစ်ခုလုံးထိရောက်တယ်ဒါပေမဲ့အခုခေတ်အခြေအနေအရလူတွေရဲ့ attention span အရဆိုကျွန်တော်ကတော့ခုမှစမယ်လူတွေဆိုလို့ရှိရင် short form လောက်တာတော့ပိုကောင်းတယ်လို့ကျွန်တော်မြင်တယ်ဟုတ်တယ်ဟိုချက်ချင်းလူတွေထဲရောက်တယ်မြင်လဲမြင်နေရတယ်ဒါပေမဲ့ဟိုကိုယ့်ရဲ့ long lasting impact ပေါ့နော်ပြန်ကြည့်မယ်ဆိုတော့ short form မှာပြောလို့ရှိရင်ကျွန်တော်တို့ဒီ TikTok တွေ reel တွေ IG တွေမှာမြင်နေ share နေဆိုပေမဲ့လေတခါလေကျရင်အဲ့ဒီ video ကြီးကိုသာသိနေတာအဲ့ဒီ creator ဘာလို့လဲဆိုတာလည်းမသိဘူးအဲ့လူဘာလုပ်လဲဆိုတော့ကျွန်တော်သေချာမသိဘူးဒီ long form တွေကြတော့လေ YouTube ကိုစကြည့်ပြီဆိုရဲကွာဟုတ်ပြီကျွန်တော်ကကိုဒီဒီရဲ့ podcast ကိုဝင်ကြည့်တယ်ဆိုရင်ဟုတ်ပြီကိုဒီဒီမျက်နှာကြီးကျွန်တော်ရဲ့ home page မှာပေါ်လာပြီဒါကိုကကြည့်ချင်လို့ conscious decision နဲ့နှိပ်ပြီးတော့ဝင်ကြည့်တာကွာသိလားပြီးရင်ဒါကျွန်တော်လုံးဝအချိန် invest လုပ်ပြီးကြည့်တယ်ဘယ်လိုပြောမလဲရေရှည်ဗျာကျွန်တော်တို့ဒီ creator နဲ့ consumer ရဲ့ relationship ရှိတယ်ကွာကျွန်တော်ထင်တာကတော့ဟို creator ကြောင့်လည်းဗျာ bro အသက်60 90ဖြစ်ပြီဗျာအဲ့ချိန်ကျတနေ့မှပြန်ကြည့်မယ်ဆို bro လုပ်ခဲ့တဲ့ဒီ long form content တွေက I think it will give you more satisfaction ကွာ your legacy လို့ပြောလို့ရတယ်ကွာဟိုဒီ short form ကြတော့လုပ်လိုက်တယ်ကွာမှထားပါတော့မှ10 million 20 million views ရသွားဆိုရင် it's ခဏပဲကွာလူက swipe လုပ်သွားပြီးတော့ကြည့်ရတယ်ခဏနေမေ့သွားအဲ့လိုမျိုးကျွန်တော်ခံစားရတယ် short form ကကြတော့ဟုတ်တယ်ဒါပေမဲ့ equally ကောင်းပါတယ်ကျွန်တော်တို့ကြိုက်တယ်နှစ်ခုလုံးကြိုက်တယ်နှစ်ခုလုံးလောက်ရလည်းပျော်တယ်တောက်လျှောက်ကျွန်တော်ဟို hit ဖြစ်ခဲ့တဲ့ content တော့များဆိုကျွန်တော်ကြတော့အဲ့လိုဂျားရောက်တယ်ဗျာကျွန်တော် content long လည်းမဟုတ် short လည်းမဟုတ်ဟိုမြောက်ဒီမြောက်သိလားအဲ့လို medical content ကြတော့ဟို short form အနေနဲ့လည်း maybe 1 minute လုပ်လို့ရတယ်ဗျာဒါပေမဲ့အဲ့လောက်ကြီးဟို factual ဖြစ်တော့ factual မဖြစ်ဘူးဟောခေါင်းပါလို့ကြိုက်တာလဲခေါင်းကြိုက်တာ stress များလို့ဘာဖြစ်လို့ဟို dehydration ဖြစ်လို့ cancer ကြောင့်ဘာညာအဲ့လိုပြောလို့ရတယ်ဒါပေမဲ့ medical content ကို3နာရီလောက်ထိုင်ပြောလဲဘယ်သူမှလာကြည့်တော့မှာမဟုတ်ဘူး lecture တွေသိတယ်မလားဟိုဆေးကျောင်းသားတွေလောက်ပဲထိုင်ကြည့်မယ်အဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်ဇုံကဟိုမြောက်ဒီမြောက်ပေါ့ဒီဒီရောဘာသဘောကြကျွန်တော်ကလေဟို short form တွေကိုအချိန်ပေးမှ create မလုပ်ကျွန်တော်ရဲ့ long form format တွေကိုမှ short form ပြန်ဖြတ်ချလိုက်မယ် yeah ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ထင်တယ်ကျွန်တော် short form ကိုအားစိုက်ပြီးမှလုပ်မယ်ဆိုရင်video တိုင်းကိုပေါအောင်ရိုက်လို့ရတယ်ကျွန်တော် short form တင်နေမြ video တိုင်းကိုပေါအောင်ရိုက်လို့ရတယ်ဘာလို့လဲဆိုတော့ तू ကအဓိက hook strategy ပဲ everything is hook everything is editing အဲ့ဒီ strategy ပဲပေါ့နော်အဲ့တော့ formula တိထားတဲ့သူတယောက်အနေနဲ့က short form ရိုက်တိုင်းပေါအောင်ရိုက်လို့ရတယ်ဟုတ် but I don't want to give short contents ပေါ့နော်လူငယ်တွေ short contents မကြည့်ခိုင်းစေချင်ကျွန်တော်ကိုယ်တိုင် night ကလည်း deliberately like I don't watch itကိုတမင်တက်ကို TikTok ကို delete လုပ်ထားရရှိရပေါ့နော်ဒီ short video တွေကိုရှိဝင်မလာအောင်လို့ဘာလို့ it's a waste of time that's what I think ပေါ့နော်ကျွန်တော်ရဲ့ short form contents တွေကိုအကုန်လုံးတွားကြည့်လိုက် TikTok မှာနောက်ဆုံးမှာဒီ video ရဲ့အစဆုံးကို Didi Bamis Flow ရဲ့ YouTube မှာတွားကြည့်လို့ရပါတယ်အစဆုံးအဲ့လိုမျိုးကောက်ထည့်ထားတယ်ဘာလို့သူတို့တမင်တက် long form content တွေကိုပို့ပြီးမှ consume လုပ်ခိုင်းစေချင်တယ်ဘာလို့ကိုယ့်အတွက်လည်းပိုကြံတယ်လို့ခံယူရပေါ့နော်အဓိကလည်းကိုရီကိုကြည့်တယ်ဆိုတာလူကြီးပိုင်းနေရှိသူကလေးတွေလည်းများတယ်ကလေးတွေကိုတွားကြည့်ရင်တော့ကျွန်တော်ဆိုခုဆိုကျွန်တော်ဆေးရုံမှာလည်းကလေးတွေတွေ့လို့ရှင်ဘယ်ကလေးပါအဲ့လိုမျိုး YouTube video ကြီးဆိုထိုင်ပြီးကြည့်မနေဘူးနော်မကြည့်ဟုတ်တယ်အကုန်လုံးကဒီ either they will watch Twitch streamer တွေကြည့်ရင်ကြည့်မယ်မဟုတ်ရင်တို့တက်လာတဲ့ TikTok တွေ reels တွေပဲကြည့်တာလေသိလားဥပမာဗျာကျွန်တော်ရဲ့ bro ရဲ့ podcast ရေးထိုင်ပြောတော့ကြည့်တာအဲ့လောက်မရှိဘူး bro ကတော့ viewer များဆိုရှိတယ်ဗျာဒါပေမဲ့အဓိက mainly လူတွေစီပြန်သွားမှာ bro ပြန်ဖြတ်လိုက်တဲ့ short လေးတွေကလူတွေစီပြန်သွားမှာဟုတ် short တွေကပိုပေါက်မှာဟုတ်တယ်အမှန်တိုင်းပြောတာကွာကျွန်တော်လည်းအောင်ရဲလည်းမဟုတ် bro လည်း Leonardo DiCaprio မဟုတ် like they won't spend so long watching us like what are we you know what I mean yeah okay short ကတော့ကြည့်ကြမှာပဲ bro အဲ့ဆိုလုံးဝ Instagram reels တွေ TikTok တွေမကြည့်ဘူးလုံးဝကြည့်တော့မကြည့်ရမှာကွာတတ်နိုင်တဲ့လောက် I trying to avoid it ဘာလို့ကျွန်တော်ကပတ်စံပေးပြီးမှကြည့်ရတဲ့ content တွေကိုပိုကြိုက်တယ် yeahဘာလို့ပတ်စံပေးရတဲ့ content တွေက value ပါအဲ့လိုမျိုး value ပါတဲ့ contents တွေကိုပိုကြည့်ရပေါ့နော် I trying to practice myself that way ပေါ့နော်ဥပမာ bus car ပေါ်မှာဘာညာအဲ့လို TikTok ကြည့်မဲ့အစားကျွန်တော် download ချထားတဲ့ podcast တွေကိုနားထောင်တယ် because အချိန်ဖြုံးသွားတာတန်တယ်ပြီးတော့ကျွန်တော်အဲ့လိုမျိုး value ရှိတဲ့ podcast တွေဘာရောက်နားတော့ခါလေးကျရင်ကိုယ့်ကိုပြင်းနေတယ်လားအဲ့လိုအရင်တော့ဆိုကျွန်တော်ဟို Facebook ရှိကျွန်တော်အဲ့လိုအမေဆုံးသွားပြီးတော့စိတ်တက်ကြတယ်ကျွန်တော် game တွေအသေးဆော့ရဆိုလို့ရှိရင် game ဆော့တော့ကျွန်တော် guilty ဖြစ်တယ်ငါဘာလို့အချိန်ဖြုံး game guilty ဖြစ်တယ်အဲ့ဟုတ်ပြီ game ဆော့နေတဲ့ငါ podcast ကိုဖွင့်ထားမှရမယ်ဆိုရင်အကုန်လုံးဒီဟို diary of a CEO ဘာလို့ညာရှိအကုန်ထိုင်ဖွင့်တယ်ဆိုတော့ at least ကွာ2နာရီ3နာရီကုန်သွားတယ်ဒါပေမဲ့အဲ့2နာရီ3နာရီတကယ်လေyou get a lot of lessons from that ခါလေးစာအုပ်ထိုင်ဖတ်ရတဲ့ podcast ကပိုကောင်းဘာလို့လဲဆိုတော့ diary of CEO တို့ဘာညာလို့ဆိုတကယ်သူတို့ feel တိုင်းမှာထိတ်တန်းဖြစ်နေတဲ့လူတွေရဲ့ value တွေမှာတကယ်သူတို့ရဲ့ main point တွေသူတို့ research လုပ်ထားတဲ့ research တကယ်အစီအနှစ်တွေကိုကြည့်ရတော့လေခုမှစပြီးတော့ grind လုပ်နေတဲ့ကလေးတွေပါတယ်အတွက်ဆိုရင်တော့ဒါကောင်းတယ်ကွာအဲ့လို basket စီးနေတဲ့ podcast နားထောင်တာ game ဆော့နေတဲ့ podcast နားထောင်တာအဲ့လိုရှောက်သွားနေတယ်တည်မလား gym သွားနေနားထောင်လို့ရတယ်ကွာဟုတ်တယ်ကျွန်တော်မှသူ့ပွဲတွားဖြစ်မလားမသိဘူးပေါ့နော်အခုလန်ဒန်မှာသူတို့ပွဲတစ်ပွဲလုပ်ဖို့ရှိရပေါ့နော်သူရဲ့ပြီးရင် Ryan Southernland ပေါ့နော်ကျွန်တော်ကတကယ်သိချင်တာသူ့ကိုတွားကြည့်ချင်တာဘာဆိုရင်သူက
marketing genius ကွာတတိယ marketing ကိုပို့စိတ်ဝင်စားရတူပေါ့နော်သူ့ရဲ့ video တွေဆိုအများတန်းကြည့်ရပေါ့နော်သူ့ရဲ့ podcast တွေသူ့ရဲ့ speech တွေပေါ့နော် UK မှာတော့နာမည်ကြီးရဒီအခြားလူတွေကတော့ဟိုသိချင်မှသိလိမ့်မယ်ပေါ့နော် marketing guru ပေါ့နော်အသက်ကြီးကြီးနဲ့အဖိုးကြီးပဲပေါ့နော်ဒါပေမဲ့ thinking တွေအရင်မိုက်တယ်ပေါ့နော်အဲ့ဒီပွဲတော့တကယ်ကောင်းပါဆို Steven Bartlett ကလည်းပြောလို့ရှိရင်သူက businessman ထက်စားလို့ရှိရင် he's a great marketer in my opinion သူ့ရဲ့ branding ကအရန်ကိုကောင်းလို့ Yeah 100% Yeah သူလောက်သွားတဲ့ပုံစံတွေအကောင်လုံးက genius ကွာI would say ပေါ့နော် Diary of CEO သူစလာတာကသူ့ရဲ့ဘဝအကြောင်းသူရင်ဖွင့်မိမှစကားပြောပြီးမှစလာတဲ့အခါမှာလူတွေကသူနဲ့ connect ဖြစ်မိရပေါ့နော်entrepreneur တယောက်အနေနဲ့ connect ဖြစ်မိရပြီးရင်ဘာဖြစ်လာလဲဆိုသူက guest တွေ invite လုပ်တဲ့အခါမှာ invite လုပ်တဲ့ guest တွေအကောင်လုံးကတွားကြည့်လိုက် industry တိုင်းရဲ့ top က guest တွေကိုပဲ invite လုပ်တယ်မဟုတ်ဘူးဆိုရင်မလုပ်ပြီးရင် तू ကဘာလဲဆိုရင်ဝင်လာတဲ့ guest တွေကို तू ကပြန် challenge လုပ်တယ်တချို့လူတွေဆိုမိကုံးပဲမေးသွားလေမိကုံးပဲမေးသွားပြီးရင်ဟုတ်ပြီ okay ဟုတ်ပြီ okay အဲ့လောက်ပဲကွာမေးစရာရှိတဲ့မိကုံးတွေကိုပဲမေးသွားတယ် तू ကအဲ့လိုမျိုးမဟုတ် तू က research လုပ်ပြီးမှမေးစရာရှိတဲ့မိကုံးတွေနဲ့ဟိုဘက်က guest ကပြန်ပြောတဲ့ဟာကို तू ကပြန် challenge လုပ်တယ်လုပ်တဲ့အခါမှာ conversation ကပို့ပြီးမှတဘာဝကြတယ် Exactly interview ဟုတ်မနေဘူးသူဟာကြီးတကယ်လေ grill လုပ်နေတယ်သူရဲ့ဟုတ်တယ် guest ကိုသူရဲ့ research team ကတော်တော်လေးကောင်းတာနော်ဒီလားခါလေးကြာရင်နားထောင်နေဟာဒီဘက်ကဒီ question ဘယ်လိုမျိုးစဉ်းစားလိုက်တာလဲတကယ် research ကကောင်းလို့ねအဲ့လိုမျိုးတချို့အဲ့လိုပေါ့ဘယ်လိုလုပ်လဲတော့မသိပါဘူးအဲ့လိုတချို့ author ပဲလာလို့ရှင်လေ author မှာဒီ page ရဲ့ဒီ line ကဒီလိုပြောတယ်ဘာကြောင့်ဒီလိုပြောလဲ wow it's amazing တကယ် inspirational ဖြစ်တယ်ကျွန်တော်တခုဟို appreciate လုပ်ချင်တာလေကျွန်တော်တို့ဒီ content creators တွေမှာမြန်မာပြည်မှာပေါ့နော်အဲ့လိုအရန် talent ဖြစ်တဲ့လူတွေရှိတယ်ဒါပေမဲ့ I think ကျွန်တော်တို့ဒီ soft ဘိုင်းမှာဆိုလို့ရှိရင်ဒီ content creation နဲ့ marketing ကိုတူတူလုပ်တာ I think it's you ဒီလားကျွန်တော်တို့ဆိုလဲ content လုပ်ပါပြော content မလုပ်လား marketing ကိုလုံးဝမစင်စားဘူး I would say ပထမဦးဆုံးပေါ့နော် brand စိတ်နဲ့ marketing ဆောက်တာ is me Nechi DBH Lab ပေါ့နော် DBH Lab ကတတိထောင်ပို့စောတယ်ပေါ့နော် I respect that guy a lot ဆရာကြီးသူကတော့မဖက်ရအောင်ပဲ podcast ကိုပေါ့နော်လူတိုင်းကသူ့ကို invite လုပ်နေတာ DBH Lab ကတော့တကယ်လေ legend သူကတော့ဒီ game ထဲမှာ legend ဖြစ်နေဟုတ်တယ် I respect him a lot အပြင်မှာလဲသူနဲ့တွေ့မှစကားပြောဖြစ်တယ် time မှာတော့မ focus ရိုက်ခဲ့မလို့ဒီတစ်ခေါက်ကသူလဲကြောင်းတက်နေတယ်ဒီလဲအလုပ်အရင်များနေတယ်မရိုက်ဖြစ်လိုက်တာပေါ့သူလဲဆရာဝန်မယ်နော်ဟုတ်တယ်မလားသူလဲ thanks he was in medical school yeah yes သူကဟိုစေချောင်းထွက် I think he just finished his master ဒီလားသူက PhD တက်နေလားမသိ if I'm not wrong ပေါ့နော်သူကလည်းအစ UK လာဖို့စဉ်းစားရည်တည်လာလို့လာဒါပေမဲ့အခုကတော့မလာတော့တဲ့ပေါ့နော်ဒါပေမဲ့ UK ကိုလည်းမလာစီချင်အခုကဘယ်သူမှနော် UK အကြောင်းနဲ့ပြောအောင်ကိုမလာစီချင်လို့လည်းပြောလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်ပြန်ပြီးတော့အတိတ်ကို look back ပြန်လုပ်တာပေါ့နော်ကျွန်တော် claim ဘွားတွေကကျွန်တော်အင်္ဂလိပ်စာတွေပဲစလိလာတွေစာအုပ်ဖတ်လို့ရှင်လေ Cambridge ရှိတယ် Oxford ရှိတယ်နောက် Harry Potter ဘာညာကြည့်တယ်ဟို BMI တွေဒီ London Eye တွေ Houses of Parliament ဘာညာအကုန်လုံးကဒါကျွန်တော်တို့ငငယ်တွေကကျွန်တော်တို့ပေါ့နော်တကယ် dream နေရပါဘောအခုလည်းရောက်နေပြီဆိုတော့ဘယ်လိုပြောရမလဲလူတွေကိုမလာဘူးလို့ပြောရဆိုပေမဲ့ကျွန်တော်တို့နိုင်ငံထဲကိုပြန်ကြည့်လို့ရှင်ကျတော့အခြေအနေတွေကအရန်ကွာတယ်ဗျာဒီလားဒီမှာဆိုလို့ရှင်ကွာတကယ် basic တွေကွာသလားပြောရလို့ရှင် still it's very safe and again နဲ့ဘောအေးစိနေလို့ရတယ်အလုပ်တစ်ခုရှိရင်ဗျာဟိုတကယ် high paying job မှာမဟုတ်ဘူးဟိုတာမန် blue collar job နေလေအိုးနဲ့အိမ်နဲ့နေနိုင်တယ်ဘောကအာမခံချက်ရှိတယ်ဗျာခွင့်ရရရင်တော့ဟို UK ကိုအရန်လာကြတယ်ဆိုတော့လာပေါ့ because ဟိုငကိုနေတဲ့ life တော့အများကြီးပိုကောင်းမှာပေါ့နော်ဒါပေမဲ့ဒီဆိုပြောလို့ပဲတခြား Canada တို့ US တို့ Australia တို့တခြား European countries တွေနဲ့ပြန်ရှင်မယ်ဆိုရင်တော့လေ UK ကဟိုကျွန်တော်တို့တည်ခဲ့တဲ့ UK မဟုတ်တော့ဘူး UK မဟုတ်တော့အထူးသဖြင့်ကျွန်တော်ဆိုဒီ2012မှာလာတယ်ပေါ့နော်အခုဆို2025 almost 13 years ပြည့်တော့မယ်ဒီ August လဆို73နှစ်ပြည့်ပြီပေါ့ဒီ73နှစ်အတွင်းမှာဟိုထဲဝင်နေမဟုတ်သေးဘူးเนาะနေ့တိုင်းသွားတာလာတာဒီမြင်နေရတာနဲ့ဟို life ကမတူတော့ဘူးတိုးတက်မှုမရှိဘူးစုပ်ယုပ်လာတာကများတယ်ကုန်စည်နှုန်းတွေဘာတွေကစလို့ဗျာသိလားအဲ့လို cost of living တွေအများကြီးတက်လာတယ်ဟိုအိမ်စရိတ်တွေရေမီးပါညာပေါ့ဗျာလူတွေဆိုလို့ရှိရင်လည်းအရင်ကလောက်ကျွန်တော်အစောကပြောခဲ့တယ် blue collar ဆိုလည်းနေနေဆိုပေမဲ့အရင်ကလောက်ချောင်ချိမနေနိုင်တော့ဘူးသိရမလားအရင်ပို့ပြီးတော့ရုန်းကန်လာကြရတယ်အကျွေးတွေနစ်နေတဲ့လူတွေအခုဆိုအင်ဂျီယာမဲ့တွေပို့ပြီးတော့များလာတယ်ကျွန်တော်တို့လာကာစားဆို UK ကတော်တော်လေးကိုအနေရကင်းတယ်လို့ပြောလို့ရတယ်အခုချိန်မှာအရင်ကလောက် safe မဖြစ်တော့ဘူးအခုချိန်မှာတစ်ကမ္ဘာလုံးမှာလည်းဖြစ်နေဒီနိုင်ငံရေး ideology တွေကလေနည်းနည်းပို့ပြီးတော့ right ဘက်ကိုသွားတဲ့ပုံစံတွေ extreme ဖြစ်လာတဲ့ဟာတွေများလာတဲ့အခါမှာသူသဖြင့်ကျွန်တော်တို့လိုအဖြူမဟုတ်တဲ့သူတွေကျွန်တော်တို့ကပြောရရင်လည်းခံတာပါသေးတယ်သူသဖြင့်ဒီ Muslim တို့ဒီ black population ဘာညာ Pakistani Indian အဲ့လို main ကလေးတွေဘာညာဆိုလို့ရှိရင်ကျွန်တော်အသိဆရာဝန်တွေဘာတော့ရှိရလို့ hijab ဝတ်ထားတဲ့ main ကလေးဆိုလဲ target လောက်ခံရတာမျိုးတွေပို့ပြီးတော့ရှိလာတယ်အဲ့လိုမျိုးတွေဖြစ်လာတယ်ပေါ့
ကျွန်တော်တို့ဆရာဝန်ဆိုလို့ရှိရင်လည်းဒီ UK မှာဆရာဝန်လောက်ရတာနဲ့ဒီ US ဆို Australia မှာဆရာဝန်လောက်ရတာနဲ့ကွာတယ်ဟိုဖေးတွေဘာတွေအစအများကြီးကွာတယ်တိလားအများကြီးကွာတယ်ဟုတ်တယ်အဲ့ဒါကျွန်တော်ကြည့်လိုက်တယ်တိလား UK နိုင်ငံရဲ့ average salary ကပေါင် 3000 ရှိတယ် US နိုင်ငံရဲ့ average salary က 75000 ရှိတယ်အခုနောက်တော့အကိုပြောရတဲ့ဟာကိုကျွန်တော်တချို့ဟာတွေလက်ခံတယ်ပေါ့နော်တချို့ဟာတွေလည်းလက်မခံဘူးပေါ့နော်အဲဆိုရင်အကိုနေရဲ့မြို့နဲ့ကျွန်တော်နေရဲ့မြို့နဲ့ကွာနေလို့ပေါ့နော်ကျွန်တော်လန်ဒန်လုံးဝမလာခဲ့ချင်ဘူးပေါ့နော် UK ကိုလာမှအခြားမြို့တွေမှာသွားနေမယ်ဆိုရင်နည်းနည်းလေးဟို small town တွေဆိုရင် safe ဖြစ်လိမ့်မယ်ဟိုပြီးရင်နေလို့ကောင်းလိမ့်မယ်နေစိတ်စားစိတ်လည်းအဲ့လောက်ကြီးမပြောင်း London is just ridiculous ပေါ့နော်ဟိုမှာဒီပြောရမယ်ဆိုရင် quality of life ကလုံးဝမကောင်း London မှာရတဲ့မြပတ်စံနေအကုန်လုံးကဘယ်ဟိုသွားလဲဆိုရင် tax နဲ့rent ကိုတွားတယ် living cost အကုန်လုံးပေါ့နော်စဉ်းစားကြည့်ကိုတလမှာ300ဝင်နေဆိုရင်390လောက်ကနေစိတ်စားစိတ်နဲ့ကုန်သွားတယ်နေစိတ်စားစိတ်လို့ပြောတဲ့အခါမှာအဲ့လိုမျိုးအိမ်ကောင်းဒီမှာနေရမို့စားရလို့ပြောတဲ့အခါမှာတော့စားလို့ဆိုင်နေစားရမို့ကိုယ့်ဟာကိုချက်စားတာနဲ့တင်ကိုနေစိတ်စားစိတ်ကအဲ့လောက်ရှိတယ်အဲ့တော့ဒီဟာလူတွေအကုန်လုံးက struggle ဖြစ်နေရပေါ့နော်အမှမနစ်ကဆိုရင် UK က professional 500,000 ပေါ့နော်9သိန်းကျော် UK ကနေထွက်သွားတယ်Yeah မနေရှင်ကြတော့ဘူး millionaire အပေါင်း1000ကျော်ထွက်သွားတယ် tax အရင် high ဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီထက်ကဘာပေါ်မှာ probably ပေါ့နော်အစိုးရကအညစ်ဆုံးတဲ့မှာ UK ပါတယ်မရရင်ရတဲ့နီလန်နဲ့ပတ်စံရှာတာပေါ့နော်ဥပမာပြောရမယ်ဆိုဒီအခုဝတ်ထားတဲ့အင်ဂျီအဟောင်းကိုပြန်ရောင်းရင်တောင်မှပေါ့နော်ဒီအင်ဂျီအဟောင်းနေရတဲ့ပတ်စံအနည်းဆုံး 20% ကိုအစိုးရကိုပြန်ပေးရတယ်ပေါ့နော်အကေကိုက high income worker ဆိုရင်ကွာကိုရဲ့ salary က 55k တဲ့ကျော်တယ်ဒါမှမဟုတ် 100k တဲ့ကျော်ရင်35%နှုန်းကနေ50%နှုန်းလောက်ထိရောက်သွားနိုင်တယ်ပေါ့နော်အဲ့တော့တော်တော်လေးဟိုစိုးတယ်လို့ဒီမြင်နေပေါ့နော်နောက်ပိုင်း job opportunity လည်းမရှိအောင် London မှာဆိုရင်လူငယ်တွေပွဲရပညာတတ်တွေအများကြီးကဘာလုပ်နေလဲဆိုရင် Uber မောင်းနေတယ်ပြီးရင်အစားအသောက်တွေလိုက်ပို့နေအဲ့လူတွေအကောင်လုံးက master အကြောင်းပြီးထားတဲ့သူတွေ PhD အကြောင်းပြီးထားတဲ့သူတွေမနေ့ကဆိုရင်ဒီ Uber စီးနေတဲ့စကားပြောဖြစ်တယ်ပေါ့နော်ဒီကအမြဲတမ်းဟိုတွေ့ရဲ့နေရာမှာလူတိုင်းနဲ့စကားပြောလဲရှိရပေါ့နော်တကယ်နဲ့အဲ့ဒီ Uber မောင်းနေတဲ့သူကကြောင်းစရာဒါပေမဲ့အဲ့ဒီ full time အလုပ်နဲ့ဘလို့မှရက်တည်လို့မရလို့တဲ့ Uber ကိုကြောင်းစင်းတာနဲ့ Uber စမောင်းတာတယ် Oh god yeah အဲ့ဒါရဟုတ်တယ် it's crazy London ကတော့ပတ်စံတော်တော်လေးရှိမှသာနေလို့ရမှာဒီအခု rent ဘယ်လောက်ပေးရလဲအင်္ဂလာက1300ပေးရင်ဘာရလဲ small room အခန်းချင်းလေးပဲအိတ်ခမ်းရဲ့ဟိုဟာအချိုးကအင်တာပါတယ်ဟုတ်တယ် kitchen ပါတယ်အဲ့ဒါကို1300မို့ kitchen တို့ living space တို့ share လို့များနဲ့ share လို့ဒီနေ့အခန်းချင်းလေးပဲပေါ့နော်ချင်းလေးပဲဒီဆိုရင်ထိုင်းရောက်သွားတဲ့အခါမှာလေမျက်ရည်အောင်ကြတယ်ဘာဆိုရင်ကိုယူလိုက်တဲ့ one bedroom အခန်းကလေဘာမှတလားစာစီပေါ်လေးနဲ့ swimming pool တွေပါဂျင်းတွေပါဖြည်းဖြည်းကတော့မှပျော့ဖြစ်တယ်ထိုင်းအောင်ကြောက်တဲ့ခါမှာမျက်ရည်အောင်ကြတယ်ပေါ့နော်ငါရဲ့ဘွား UK မှာနေပြီးမှအခန်းချင်းလေးထဲမှာပိတ်မိနေရပါတော့မသိရင်ထောင်ကြတဲ့အတိုင်းပဲဒီရဲ့အခန်းအကျယ်ကဒီလောက်ပဲရှိတယ် Oh god yeah အဲ့ဒါဒီကအဲ့လန်ဒန်မှာ1300ပေးကျွန်တော်ကတော့ UK ရဲ့နယ်မှာနေရအောင်နယ်မှာနေတော့ကျွန်တော်အိမ်မှာကျွန်တော်အခုနေတဲ့အိမ်ခန်းရှိတယ်မိဖို့ကြောင့်အနောက်မှာကျွန်တော် backyard ဟိုဟာ garden လေးတစ်ခုရှိတယ်အရှိမ driveway ပါတယ်အိမ်ခန်းတစ်ခန်းပါတယ် store ခန်းနဲ့အိမ်သာအကုန်တွဲရက်ကိုကျွန်တော်တစ်လ900ပဲပေးရတယ်ဒီရဲ့တဝက်နီးပဲပေး Oh my god so cheap ပြီးနေရတယ်အဲ့လို agent နေရာမျိုးမှာနေရတာပေါ့နော်အဲ့တော့ဟုတ်တယ် London ကို2ရက်ပဲနေနိုင်တယ်အရန်တွေလူများတယ်ဈေးကြီးတယ်ကျွန်တော် London မှာနေကျွန်တော်ဘာမှစုမိမှာမဟုတ်ဘူး invest လုပ်လို့ရမှာမဟုတ်ဘူးဘာမှကြံမှာမဟုတ်ဘူးဒီပြောသလိုပဲကျွန်တော်တို့ဆရာဝန်လားကကျွန်တော်အခုဆိုကျွန်တော်ဟိုပါပေါ့ after tax ကိုကျွန်တော်3000ကျော်ပဲရတာတော့မှမရဘူးအဲ့ဒါဘလို့မှ London မှာကျွန်တော်သွားနေလို့မရဘူးတော်တော်နဲနော်ဆရာဝန်လာစားတော့မှ after tax ကို3000ပဲရရဲဆိုရင်နော်3000ကျော်ပဲရတယ် after tax ကိုဟိုကတော့ပါတာပေါ့ကျွန်တော် after tax ရဲ့ကျွန်တော်ဟိုကလည်းပေးတာပေါ့နော်ပင်စင်လည်းပေးတာပေါ့ tax ရဲ့ပင်စင်ရဲ့ insurance ရဲ့ဘာညာဆိုတော့အစောပြောခဲ့လို့ပေါ့နော် UK ကတော့အဲ့လိုပတ်စံအခြေလုံးဖြတ်တယ်ဆိုပေမဲ့ UK ကဘာမျိုးသွားကောင်းလဲဆိုဥပမာဆိုလို့ရှိရင် income ရန်နေတဲ့သူတို့ကျန်းမာရေးကြောင့်အလုပ်မလုပ်နိုင်တဲ့သူတို့ unemployed ဖြစ်သွားတဲ့လူတွေ homeless တွေဒီလူကြီးပိုင်းတွေအတွက်ကြတော့တို့ကကျွန်တော်တို့ကောက်ထားခဲ့တဲ့ပတ်စံတွေတခါပြန်ပြီးတော့လို့ social welfare ကတော့တခါပြန်ပြီးတော့ကောင်းတယ်ဒါပေမဲ့အဲ့လို welfare ကောင်းတဲ့အတွက်ဘယ်လိုဖြစ်လဲဆိုတော့အဲ့လိုဆင်းရဲတဲ့မြို့တွေမှာကြတော့တချို့ရဒီ welfare system ကိုတို့က abuse ပြန်လုပ်တယ်အလုံးမလုပ်တော့ဘူးကလေးတွေအများကြီးမွေးတယ်ဘာလို့ဆိုတော့အတိအကျတော့မသိဒါပေမဲ့ဒီကလေးရေအတွက်နဲ့အမျှတော့မှကလေး2ယောက်ရှိတဲ့အိမ်ထက်ဆိုင်ကလေး4ယောက်လို့ရှိတဲ့အတွက်ပတ်စံပို့ပြီးတော့ support ပို့ရတယ်ပေါ့အဲ့လိုမျိုးတွေဖြစ်သွားတယ်နောက်တစ်ခါ US မှာဆိုလို့ရှိရင် healthcare insurance တွေပါအများကြီးပေးရတယ် UK မှာတော့ still ကိုနေမကောင်းဖြစ်လို့ရှိရင်ဆေးရုံသွားတာဆေးဘိုးဝါကကိုကကင်ဆာဖြစ်လို့ခီမိုဆေးသွင်းရတာတွေခွဲစိတ်ရတာဘာညာအကုန်လုံးကဒီအစိုးရကပေးထားတဲ့အတွက်
တနည်းမဟုတ်တနည်းတော့ဗျာအဲ့ဒီဟာတွေတော့ပြန်ပြီးတော့သွားပြီးတော့တက်တာတယ်ဒါပေမဲ့လည်းအကုန်လုံးကဒါအစိုးရ health care ဖြစ်တော့ကျွန်တော် health care မှာလုပ်နေတာ哦ဒီရန်ကုန်ဆေးရုံကြီးရောက်ဘူးလားမရောက်ဘူးဗျရန်ကုန်ဆေးရုံကြီးသွားလို့ရှင်ရေးပေါ်ဖြစ်လို့သွားလို့ရှင်ရေးပေါ်ဌာနရောက်ပါဆိုလူတွေကလည်းအများကြီးပဲတန်းစီပြီးတော့သိရမလား corridor မှာလူနာတွေပြန့်ကျဲဖြစ်ချင်တိုင်းဖြစ်ဆရာမတွေက all hit လူနာတွေက all hit အဲ့လိုဆေးရုံကားတွေပြည့်အဲ့ဒီလိုပဲ UK မှာလည်းအခုအဲ့လိုဖြစ်နေပြီကျွန်တော်တို့ဟို emergency department မှာလုပ်လို့ရှိရင်ထားပါတော့ကျွန်တော် winter ဆိုဒီမှာ sound ဆိုတော်တော်လေးအခြေအနေဆိုးရဲမှာပါတယ်ဥပမာကျွန်တော်တို့မှာ target ရှိတယ်ဗျာလူနာတယောက်ကအရေးပေါ်ဌာနကိုရောက်လာပြီဆိုလို့ရှိရင်4နာရီအတွင်းဒီလူနာကိုကြည့်ရမယ်ပေါ့နော်ဒါပေမဲ့ဒီအရေးပေါ်ဌာနမှာ24နာရီကျော်လောက်ထိဒီ corridor မှာစောင့်နေရတဲ့လူနာတွေအများကြီးပဲတချို့ဖိုးကြီးဖွားကြီးတွေအောက်ဆီဂျင်ပိုက်တန်းလန်းနဲ့လူသွားလမ်းမာကြီးမှာစောင့်နေရတယ်တချို့တွေဆိုသွေးတွေထွက်ပြီးမှအဲ့လိုမျိုးပေါ့နော်တကယ် dignity လည်းမရှိတော့အဲ့လိုမျိုးတွေဖြစ်လာတယ်တခါဟိုဒီနေမကောင်းဖြစ်လို့ဗျာထားပါတော့ joint problem ဗျာဟိုဒူးနာတွေပဲထား GP နဲ့တွေ့ကြတယ်ဆို GP appointment ရဖို့တော့မှ like ချက်ချင်းမရဘူးစောင့်ရတယ်တခါ GP appointment ရဖို့ပဲနော်ကြည့်ရတယ်ဆိုချက်ချင်းသွားကြည့်လို့မရဘူးမနေ့9နာရီလားမထပြီးလို့ဆိုဖုန်းဆက်ဒီတိုင်းသွားကြည့်လို့မရဘူးအဲ့လိုမျိုးတွေတော့ဖြစ်လာတာပေါ့နော်မြန်မာနေတော့ဆိုနေမကောင်းဖြစ်ပြီးဟိုပတ်စံနဲ့ပေးနိုင်လို့ရှင်လေစီကံသွားပြလိုက်ရင် private စီကံသွားပြလိုက်ရင်ရတယ်ဗျသိလားဟုတ်တယ်အဲ့တော့အကိုပြောချင်တာအခုနောက်ပိုင်းတော့ဒီ UK ရဲ့ကောင်းတဲ့ quality တစ်ခုဖြစ်တဲ့ healthcare system ပေါ့နော်ဆောက်ရုပ်လာတယ်လို့ပြောချင်တာပေါ့နော်မနိုင်တော့ဆောက်ရုပ်လာမနိုင်တော့ဟုတ်တယ်သိလားမနိုင်တော့တာဒီကိုပေးနိုင်တဲ့ service နဲ့ဒီပေးနေရတဲ့လူဦးရေကမနိုင်တော့တာဥပမာဆိုကျွန်တော်တို့ဟောပေါ့ဘာလို့ဒီလူနာတွေအရန်ပြည့်နေလဲဆိုတခါဆေးရုံပေါ်လူနာတွေအိမ်ပြန်မလွတ်နိုင်ဘူးပြဿနာဘာလို့အိမ်ပြန်မလွတ်နိုင်လဲဆိုဥပမာထားပါတော့အသက်80အရွယ်အဖွားတယောက်ကချော်လဲပြီးတော့ဆေးရုံရောက်လာတယ်ဆေးရုံမတက်ခင်တော့ तू ကအကောင်းအိမ်မှာတယောက်တည်းနေတယ်အကုန်လုံးအိမ်မှုကိစ္စဘာညာအကုန်လုံးနိုင်တယ်ဈေးဘာညာသွားနိုင်တယ်ဒါပေမဲ့ဒီခါချော်လဲပြီးသွားတဲ့အခါမှာကိုကမှထားပါတော့ဒီတင်ပစုံရိုးကျိုးွားလို့အလုံးမလုံးနိုင်တော့အဲ့တော့ကိုကဟိုဒီ surgery ဘာညာလုပ်ပြီးသွားပြီဆိုတော့မိုင်းမှာဆိုလွယ်တယ်ကွာ surgery လုပ်ပြီးသွားရင်အိမ်ပြန်တော့ပြန်ဆင်းလို့ရပြီဟိုအိမ်မှာမိသားစုဘာညာကူညီမယ်ဒါဒီမှာကျတော့အဲ့လိုမျိုးတယောက်တည်းနေနေရတဲ့အဖိုးဖွားတွေအများကြီးပဲအဲ့တော့ဒီ surgery ပြီးသွားပြီဆိုလဲကွာချက်ချင်းလေးတည်တယ်အရင်ကလို့ကျွန်တော်ခုနကပြောခဲ့လို့အိမ်မှုကိစ္စလုပ်တာမျိုးတွေဈေးသွားတာမျိုးတွေဘာမှမလုပ်နိုင်သေးဘူးကိုရောမလို့မှာဂျိုင်းတောက်တွေကူးချိတ်နေဖြစ်နေတဲ့အခါမှာဒီအဖွားကအိမ်ကိုငကိုလိုတယောက်တည်းပြန်လို့မရသေးတဲ့အတွက်ပြန်ဆင်းလို့မရပါဘူးအဲ့လိုဆေးရုံမှာပိတ်မိနေတဲ့လူတွေအများကြီးပဲဘာလို့လဲဆိုတော့သူ့ကိုကူညီဆောင်ရှောက်မဲ့သားသမီးတွေမရှိဘူးတယောက်တည်းနေရမယ်ဆိုတော့လိုမျိုး risk တွေရှိတယ်ဗျအဲ့တော့အဲ့လိုမျိုး social case တွေနဲ့ဆေးရုံမှာပိတ်မိနေတဲ့လူတွေကျွန်တော်တို့ bed block လို့ခေါ်တယ်ဗျအဲ့တော့ကိုက medically fit ဖြစ်နေပြီတကယ်တမ်းဆေးရုံကဆင်းလို့ရတယ်ဒါပေမဲ့ social case တွေဖြစ်နေတော့အဲ့လိုမျိုးပိတ်နေတာပေါ့တချို့ဆိုလည်းအဲ့လိုပြန်စရာအိမ်မရှိလို့ဆေးရုံတက်လာတော့အကောင်ဒါပေမဲ့ဆေးရုံပေါ်ရောက်ပြီးတော့မှတချို့တွေလေ homeless တွေပါညာ drug case တွေနဲ့တက်လာတယ်လေတက်လာပြီးတော့ဆေးရုံပေါ်ရောက်တော့ဘုံလုံးကုပြီးသွားပြီဒါပေမဲ့နေစရာမရှိတော့သူတို့အိမ်ရဖို့စောင့်တချို့ဆိုလို့ရှိရင်ဆေးရုံမှာ3-4လကြာသွားတဲ့လူတွေရှိတယ်အဲ့လိုမျိုးပေါ့ဟုတ်လား yes ဟုတ်တယ်ဒီလေဒီကဆရာဝန်နဲ့ appointment ရဖို့ဆိုမလွယ်ဘူးเนาะဖုန်းဆက်တယ်ဆိုရင်ဖုန်းမှာကြီးပဲကို queue ကတနားရီလောက် queue လာတယ်တနားမှမနဲ့သူတို့ရုံဖွင့်ပြီးဆိုတော့တန်းခေါ်ရမှာတနားရီလောက် ခေါ်ဆိုမနဲ့9နာရီခါခေါ်တာအိုးမရဘူးအဲ့လို minor case ဆိုတော်တော်လေးဒုက္ခရောက်တယ်ဒါပေမဲ့ဟိုထားပါတော့ကိုက heart attack ဖြစ်လို့တို့ car accident ဖြစ်လို့ဘာညာဆိုရင်တော့ A&E ကိုသွားတော့အဲ့ဒါမျိုး case ဆိုချက်ချင်းကြည့်ပါတယ်ဒါပေမဲ့တေတော့မယ်အသက်အန္တရာယ်ဖြစ်လောက်တဲ့ case ဆိုတော့ချက်ချင်းကြည့်တယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးကိုမသေးသေးဘူးဆိုတော့မကြည့်ဘူးစောင့်နေရဆိုစောင့်နေရဆိုစောင့်နေမှာဟိုဒီရဲ့ bite မှာလေ तू ကဟို polyp ရှိရပါတော့အဲ့ဒီ polyp က तू ကဘာပြောလဲဆိုရင် cancer ဖြစ်နိုင်တဲ့ chance က very low ပေါ့နော် maybe less than 5% I would say ပေါ့နော်အဲ့တော့အဲ့ဒါကိုတစ်နှစ်ကျော်စောင့်ခိုင်းတာတစ်နှစ်အသက်နဲ့ away bro ကြည့်မှာမဟုတ် honestly especially in London တို့ကဟိုတနေ့ကျော်လာလုံးဝ game ဆိုင်ဟာမြန် cancer ဖြစ်ပါမြန်တက်နေပြီကိုဖြတ်ချင်အဲ့လိုမျိုးပုံစံ Thailand သွားပြီးသား Thailand private စီကိုသွားပြီးလုပ်လိုက်အဲ့ဒါပိုမြန်တယ်ဟုတ်တယ်အဲ့ဒါပိုမြန်တယ်ပေါ့နော်အဲ့တော့ကို့မှာ appointment ကိုယူတာကိုဒီ case တွေရောဒီမှာအခြားကိုကလည်းပေါ့နော် UK ကိုရောက်လာတဲ့ခါမှာဘာဖြစ်လာလဲဆိုရင်ယောဂရှိရင်တခုတည်းတွားမပြတော့မြန်မာနိုင်ငံမှာဆိုရင်တခုမကောင်းရင်တခုတွားပြတယ်ပြီးရင်ကူးလိုက်တယ်ဒီမှာကျတော့လွန်ခဲ့တဲ့ဘက်ကဒီရဲ့ဟိုအဆူတာဒီရဲ့ GP နဲ့တွားတွေ့တာသူကokay ဘာဖြစ်လဲဆိုရင်အော်ဒီမှာ polyp ရှိရပေါ့နော်အဲ့ဒါဟိုတစ်နှစ်ရှိပြီ scan လုပ်ရမယ်ဆိုရင် okay အဲ့ဆိုရင် scan လုပ်ပေးမယ်ပြီးရင်ကျွန်တော်က shoulder injury ရှိရပေါ့နော်ဒီ shoulder injury ကလည်းတစ်နှစ်ကျော်နာနေပြီပေါ့နော်အခုချိန်นี้မပြောက်သေးဘူးပေါ့နော် okay အဲ့ဒါလည်း scan လုပ်ပေးမယ်နောက်ထပ်ဘာရှိသေးလဲဟာကျွန်တော်ခြေထောက်မှာလည်းအနာပေါက်နေရပေါ့နော်ဒီအနာကလည်းလုံးဝလမ်းလျှောက်ရအဆင်ပြေဟာကြည့်ပြီဟာတခုသူကတခုပြီးတခုကြည့်ရဆရာဝန်အော်မင်းယောဂတော်တော်ဆူတာပဲ appointment ရဖို့မလွယ်လို့လေလားဟုတ်တယ် appointment ရဖို့တော်တော်မလွယ်ဘူးအဲ့တော့ဆရာဝန်တွေဘက်ကလည်းတခါတိုင်ပြန်ပတ်တယ်ဆိုတော့ GP ဆိုလို့ရှိရင်တကယ်လူနာကိုပေးတဲ့ time က7 minute ပဲလေ allocated time က7 minute ပဲအဲ့တော့လူနာတွေကတခါလာလို့ရှိရင်အဲ့လိုပဲဒီလိုပဲအများစုကပြဿနာ3-4ခုနဲ့လာအဲ့တော့အဲ့7 minute ထဲမှာ3-4ခုကိုပြန်ရှင်းဖို့တော်တော်လေးဒုက္ခရောက်တယ်ဆရာဝန်တွေဘက်ကပြန်ကြည့်ရင်ပေါ့နော်
waiting list တွေ long ဖြစ်လို့ဆရာဝန်တွေကအားရပြီးမကြည့်တာဆိုမဟုတ်ဘူးအဲ့ဒီ waiting list ကဟို covid ကာလလောက်ထဲကကြံခဲ့တဲ့ waiting list ပေါ့နော်အဲ့ဟာတွေကိုပြန်ရှင်းနေရတာနေဘူးမလောက်တော့ပြီးတော့ဟိုဒီလို working condition တွေရောက်မယ်လေအခုဆိုလို့ရှိရင်ဒီပြောလို့ပဲဒီ London ဘက်ကလူတွေရောတော်တော်များများလဲဒီနိုင်ငံတွေကနေ graduate ဖြစ်ပြီးလို့ရှိရင်တခြားနိုင်ငံပြောင်းကုန်ကြတယ်ဗျာတူပဲဆရာဝန်တွေဆိုလို့ရှိရင်လေကျွန်တော်တို့ဒီမှာ foundation year 1 2လို့ခေါ်တာပေါ့နော်မြန်မာလိုအလွယ်ဆိုတော့ housing နဲ့ housing ပြီးရင် Aussie ထွက်တယ်တချို့ US သွားတယ် New Zealand သွားတယ် Canada သွားတယ်အကုန်လုံးကထွက်နေတာအခုကဘယ်လိုလဲဆိုတော့ကျွန်တော်တို့မြန်မာပြည်တို့ဒီ India Pakistan Nigeria Ghana အဲ့ဒီဘက်ကဆရာဝန်တွေက UK ကိုဝင်တယ် UK train နေအကုန်နိုင်ငံတွေကပြန်ထွက်တယ်အဲ့လိုကျွန်တော်တို့လိုမြန်မာတွေ Nigeria နေပါရောပဲ UK မှာခဏကြာပြီးတော့ experience ရပြီးလို့ရှိရင်တခါတခြားနိုင်ငံတွေပြန်ထွက်တယ်အဲ့လိုဖြစ်နေတာပေါ့နော်ကျွန်တော်ပြောတဲ့လိုပဲဟိုမြန်မာတွေဟိုလာမယ်ဆိုတော့လာညီးတယ်ဆိုပေမဲ့လည်း we came from a much worse place ကွာကျွန်တော်တကယ်ဒီထက်အများကြီးဆိုးခဲ့တဲ့နေရာနဲ့လာခဲ့တာကျွန်တော်တို့ရှိနေဟာကျွန်တော် appreciate လုပ်တယ်ဒါပေမဲ့ဒီနေရာကအကောင်းဆုံးမဟုတ်ဘူးပေါ့သိလားဒီထက်ပိုကောင်းတဲ့နေရာတွေရှိတယ်ကျွန်တော်ထင်တယ်ကျွန်တော်ညီးတာကြတော့ because I have choices ကွာလားကျွန်တော်ကတယောက်တည်းတမဆိုတော့အလွယ်တကူနိုင်ငံပြောင်းအောင်အရန်လွယ်တယ်အခုက live in Spain Germany Australia ပေါ့နော်အလွယ်တကူပြောင်းပြီးမှနေလို့ရတဲ့ opportunity ရှိတဲ့အတွက်ကြောင့်မို့လေတချို့လူတွေအတွက်က choice မရှိဘူးဆိုရင်တော့ UK is really really good ပေါ့နော်အကိုပြောလိုမျိုးပဲ London မှာပဲမနေနဲ့ London မှာနေရင်ကိုရတဲ့မြတ်ပတ်စံတွေအကုန်လုံးပြန်ပေးရလိမ့်မယ်အခြားမျိုးတွေမှာတွားနေမယ်ဆိုရင် quality of life ကပိုကောင်းလိမ့်မယ်ပေါ့နော်ကျွန်တော်အဲ့ဒါပြောဟိုတနေ့ကကျွန်တော်နဲ့ကိုဒီနဲ့စကားပြောတော့ကျွန်တော်အရန်အံ့ဩတယ်လေဘာလို့လဲဆိုတော့ဘာလို့ကိုဒီက Thailand တို့ဘာလို့ဘက်မှာလဲအလုပ်တွေရှိနေတာဘာလို့ဒီမှာလာနေတာလဲပေါ့ဒါပေမဲ့ကိုဒီမှာ reason ရှိပါတယ်အဲ့ဒါလေးပြောပြလိုက်ပါဦး it's a very good reason my reason is I'm just waiting for citizenship to be honest ရှိပါသေးတယ်ဘရိုဟိုက support လုပ်နေလေတူလေးဒီမှာကျွန်တော်တူလေးနဲ့တူမလေးအကြောင်းလာတက်မှာပေါ့နော်တူလေးကအကြောင်းပြီးတော့ပြီကျွန်တော်တူမလေးကလည်းအကြောင်းလာတက်မှာဆိုတော့ဒီမှာလူကြီးတယောက်ရှင်းပိုကောင်းတယ်လေလားကျွန်တော်တူလေးကိုဆိုလဲသူ့အလုပ်တွေရှာပြီးထားတယ်အလုပ်အသစ်တွေလည်းရှာနေတယ်ကျွန်တော်တူမလေးကိုဆိုလဲသူအကြောင်းလာတက်ပြီးတော့ပြီဆိုရင် I want them to have like some safety ကွာ of course ဟိုကိုစရာလည်းသိပါတယ်ဒီ UK မှာကြတော့အလွယ်တကူအိမ်ငားလို့မရ guarantor ရှိလားမရှိဘူးဆိုရင်6 months in advance 1 year in advance ပေးရတဲ့ဟာရှိပေါ့နော်အဲ့တော့သူတို့ရဲ့ဘဝကိုလည်းလမ်းမှန်ပေါ်ကိုချပြီးခဲ့ချက်နေပေါ့နော်ပုံပုံလေးပြောမှဆိုဒီမှာအိမ်တွေဝယ်ပြီးမှသူတို့ကိုအတိအကျနေခိုင်းစီချင်တယ်ဟိုကိုယ့်ရဲ့တူလေးတူမလေးအတွက်ကြီးအနေနဲ့ရောပြီးရင် the other reason is the passport of course you know passport ကအရင် strong ဖြစ်တယ်ပေါ့နော်ဖြစ်တဲ့အခါမှာကိုကလည်း key တော့ကြိုက်တယ် travel vlogging နဲ့ကြိုက်တယ်ဆိုတော့အခုလည်းဒီမှာနေနေတာ3နှစ်ကျော်ပြီလေအဲ့တော့ဟာကတိတ်မကြခင်ရတော့မှာပဲဆို okay ရရတီနေလိုက်မယ်ပေါ့နော်ဟုတ်တယ်9နဲ့6တက်ကတော့ခဏလေးနဲ့ပြည့်သွားမှာပဲလေဟုတ်တယ်တကယ်အခုအချိန်မှာလေခီးသွားတာတော်တော်လေးဟွာဖြစ်တယ်ခီးသွားရင်ဟာငါ passport ကြီးနဲ့ဘယ်မှသွားလို့မရကျွန်တော်ပို့ဆိုတာကျွန်တော်ကောင်ပါလေ Malaysian passport ကတော်တော် strong ဖြစ်တယ် EU ဘာညာ visa မလို့ Japan ဘာညာသွားလဲ visa မလို့အကောက UK passport မရသေးဘူးလားမရသေးဘူးကျွန်တော်ဟို ILR ပဲရှိကျွန်တော်ကခေါင်းမာဟိုအရှုပ်တွေမဖြစ်ခင်တုန်းကကျွန်တော်ကမျိုးတအားချစ်တယ်ကျွန်တော်ကငါမြန်မာပြည် passport ကိုကျွန်တော်ဘယ်တော့မှမလှုပ်ဘူးဆိုပြီးတော့ ILR ပဲယူထားတာ I still hold a Burmese passport yeah same ဥမာကျွန်တော် Australia မှာနေပြီးမှ Australian passport ကိုယူလိုက်လို့ရတယ်ဒါပေမဲ့မယူဘူးပေါ့နော်ကမျိုးရမ်းချစ်တယ်မြန်မာပြည်ပြန်မြန်မာပြည်မှာနေမယ်ဆိုမှလေအဲ့လိုလုပ်ခဲ့ရလေဒီလားကျွန်တော်ကဟိုမှာအကြောင်းသိတက်ခဲ့ရလေဘာမှတိတ်မကြခင်တောင်မှ PR ယူပြီးမှ passport ယူလို့ရတယ်ဒါပေမဲ့မယူဘူးပေါ့နော်ဒါပေမဲ့အခုအသက်30ကျော်လာတဲ့ခါမှာဟာငါခေါင်းမလို့မရတော့ဘူးပေါ့နော်passport တစ်ခုခု strong ဖြစ်တဲ့ဟာတော့ရှိရမယ်ပေါ့နော်အဲ့အခုအကိုလည်းတည့်ရတဲ့အတိုင်းမြန်မာနိုင်ငံရဲ့ passport ကတော်တော်လေးကိုဒုက္ခရောက်တယ်လားကျွန်တော်မြန်မာလူမျိုးတွေကိုလေဟိုတနာတယ်ပြလားထိုင်းအောင်ရောက်သွားတဲ့ခါမှာပေါ့နော်သူတို့အလုပ်လုပ်တဲ့မြပတ်စံနေအကုန်လုံးက visa ဖိုးပေါ့နော် visa extension နဲ့ပတ်စံပေးနေရလူငယ်တွေအများကြီးပဲလားသူတို့ကြည့်ပြီးမှကျွန်တော်လေး one name မိရလားအကိုကအခုလက်ရှိ girlfriend ရှိရနော်ဟုတ်ကျွန်တော်ကလေဒါပုံပုံလေးပြောမယ်အကိုမြန်မာနိုင်ငံမှာစတွေ့တော့အကို gay လို့ထင်တာကျွန်တော်အဲ့ဒါလူတိုင်းပြောတယ်ကျွန်တော်အဲ့ဒါစိတ်မဆိုးအဲ့ဒါကျွန်တော်အမှန်တိုင်းပြောရအောင်ကျွန်တော် gay လို့ပြောကျွန်တော် take it as a compliment ဘာလို့လဲဆိုတော့ gay တွေကကွာအများအပြည့်ပို့ပြီးတော့အသက်ရရရှိတယ် personal hygiene ပိုကောင်းတယ်ပိုကြည့်ကောင်းတယ်ကွာသိလားအဲ့လိုစကားပြောတာဘာညာနဲ့ညင်သာရှိတယ်ပြီးတော့ stereotype လို့တော့မဟုတ်ကွာ gay နဲ့ယောက်ျားလေးတယောက်နဲ့ရှင်မယ်ဆိုလို့ရှိရင် gay တွေကပို့ပြီးတော့ဘယ်လိုပြောလောက်တာကိုင်းတာစေးဆက်တယ်သိလားအဲ့လိုမျိုး they are more meticulous ကွာအဲ့တော့လူတွေကတော့ရည်ရင်ရည်လိုက်မှာဒါပေမဲ့ when somebody thinks I'm gay I'm happy but I'm straight ဒီတယောက်တည်းမဟုတ်အဲ့လိုကျွန်တော် uni တက်တုန်းကဆိုလို့ club တွေပဲသွားလို့ရှိရင်ကျွန်တော်ကိုကောင်မလေးတွေပဲလာမကတ်ဘူး gay တွေကလာ hit တယ်ကွာတိတာအဲ့လိုမျိုးအဲ့တော့ uni မှာ main ကလေးတငယ်ချင်းတွေများတာပေါ့နော် main ကလေးတငယ်ချင်းတွေများတော့ main ကလေးတွေကပြောတာဇေယျအနေနဲ့ငါ club မသွားချင်ဘူးအကောင်တွေကငါတို့စီမလာဘူးနင်းစီပဲလာနေတယ်
it's really funny but yeah ကျွန်တော်ကောင်မလေးကိုနိုင်ကိုကကျွန်တော်တို့ကဆေးရုံမှာတူလောက်တာအောင်နော်ကျွန်တော်တို့စတိရတာတော့ကျွန်တော်ယောက်ျားလေးလို့မထင်တော့ကျွန်တော်ပြောငါလို့နင့်ကိုအရင်ကစိတ်ဝင်စားနေတာကြာပြီဆိုတော့ကျွန်တော်အမှန်တိုင်းပဲပြောတယ်ငါနင့်ကိုယောက်ျားလေးလို့တော့မထင်ဘူးနင်ကငါ radar ထဲမှာတော့မရှိဘူးငါတင်ရှိရတော့ရှောက်တင်နေ oh my god ကြည့်ကွယ်ဒါပေမဲ့အခုတော့ရီးစားဖြစ်သွားတယ်ဆိုတော့ it's all good okay I think အကိုစားတဲ့တုန်းကပေါ့နော်ကျွန်တော်လည်းအကိုကလည်းအသားကလည်းဖြူပေါ့နော်စကားပြောရလည်းညင်တာလေးရှိတယ်ပြီးရင်အကိုရဲ့ဝတ်ပုံစားပုံကလည်းပုံမှန် straight တွေဆိုရင်ကွာသူတို့ဝတ်စားပုံက plain t-shirt တွေတေချာလေး neat ဖြစ်အောင်မနေဘူးပေါ့နော်အကိုကြောင့်လည်း neat ဖြစ်တဲ့အခါမှာခုနကတော့အကိုပြောလိုမျိုးပဲပေါ့နော် gay category တွေဝင်တော့တာပေါ့နော်အဲ့ဒီခေတ်တုန်းကပါအခုကတော့ယောက်ျားလေးတွေရောအကုန်လုံးကအရန်ကိုမိုက်နေပါပြီတည်ကိုရီးယားခေတ်နောက်ကျကြံတာအခုနောက်ပိုင်းဒီကလေးတွေကအရန်လေဒီ Instagram ပါညာလေးခေတ်စားလို့ like they all ယောက်ျားလေးဖြစ် main any sexuality they dress really nice ဟုတ်တယ်အခုနောက်ပိုင်းက social media ကြောင့်မို့ပါပဲပေါ့နော် social media ရဲ့ကောင်းကျိုးဆိုးကျိုးပေါ့နော်ကောင်းကျိုးဆိုရင်ဒါလူငယ်တော်တော်များများက skin care အရင်လောက်လာကြဝတ်ပုံစားပုံကျွန်တော်တူသေးဆိုဟာသူဝတ်ပုံစားပုံကလူကတော့အခုမှစပွဲရတာပတ်စံအများကြီးရှိရတယ်မို့သူဝတ်ပုံစားပုံကမသိရင် model ကြနေတယ် yeah London တော့ might ကြည့်လိုက်လေအကုန်လုံးကတတပတ်တာကြည့်ကျင်စရာလေးတွေပဲကျွန်တော်တို့ over ပြီနော်ကျွန်တော်တို့ကအကုန်လုံးက30တန်းရောက်သွားပြီ30လုံးဦးလေးတွေဖြစ်ကုန်ပြီလုံးဝအန်ကယ်ကြီးတွေဖြစ်ကုန်ပြီဟုတ်တယ်ကျွန်တော် chat ထဲမှာဆိုဟာဦးလေးတီတီတွေလာဦးဒီဒီဟုတ်တယ်ဦးဒီဒီကိုစိတ်ထဲမှာတော့နုပြိုငင်းနေတော့မှဒါပေမဲ့ like swirl ဖြစ်လာပါသိရမလားဟောငါတို့30ရောက်လာပြီ like ဟုတ်တယ်အဲ့တော့အကိုမြန်မာနိုင်ငံမှာ dating တော့ဘူးလားမသိဘူးပေါ့နော်မြန်မာနိုင်ငံရဲ့ dating culture နဲ့ UK ရဲ့ dating culture ဘာကွာတယ်လို့ခန်းစားမိလည်းမသိဘူးပေါ့နော်ကျွန်တော်မှန်တိုင်းပြောမယ်ကျွန်တော်ဒီရောက်တာကျွန်တော်16နှစ်ထဲရောက်တာအဲ့တော့ကျွန်တော် date တယ်ဆိုတာအကြောင်းတော့ငါနင့်ကိုကြိုက်တယ်နင်ငါ့ကိုကြိုက်လားအဲ့လို73 14နှစ်လောက်ကဟာတွေပဲရှိတယ်အဲ့လိုမျိုးတေးသေးချာ date ဆိုပြီးမှမရှိဘူးဒါပေမဲ့မြန်မာမလေးရောပို့ချောပါတယ်ဒါတော့ like the truth တခါလေ United တုန်းကတော့ကျွန်တော် summer ဘာညာပြန်ရဲလို့မြန်မာပြည်ကကောင်မလေးနဲ့ date တွေပါညာတွေတွားဘူးတာရှိတယ်ဘာကွာလဲဆိုတော့ဒီမှာဆိုတော့ပေါ်ထင်သွားလို့ရတယ်မြန်မာပြည်မှာတော့အမေက date ပေးမတော့ခိုးသွားတာအဲ့ဒါကွာတယ်မြန်မာလူမျိုးတွေကဘာဖြစ်တယ် UK ကဘာဖြစ်တယ်အဲ့လိုမျိုးကြီးတော့မရှိပါဘူးဒါပေမဲ့မြန်မာပြည်မှာတော့ဘယ်လိုပြောကျွန်တော် Asia ဖြစ်တော့သိရမလားပို့ပြီးတော့လွယ်တာပေါ့ဒီမှာတော့ Uni တုန်းကဘယ်လို date လဲဆိုဒီမှာလည်း app တွေခေတ်စားနော်အကုန်သွင်းထားတော့ Tinder Bumble ဘာညာ app တွေမြန်မာပြည်မှာတော့ hi နေကောင်းလားပေါ့မြန်မာပြည်မှာဆိုတော့ Instagram ပဲ message တော့ပို့လိုက်တယ် hi နေကောင်းလားကို dating app တွေမြန်မာနိုင်ငံမှာလည်းအရင်သုံးလာကြတယ်လားကျွန်တော်ရုံးဝလူတွေကိုမေးကြည့်ရပေါ့နော်မြန်မာနိုင်ငံရဲ့ dating culture နဲ့ UK နဲ့ဘာကွာလို့ထင်လဲပေါ့နော်အဲ့တော့သူတို့ဟာကို interview လုပ်ကြည့်တဲ့အခါမှာမြန်မာနိုင်ငံကလူတွေက date သွားတယ်ဆိုတာလေရီးစားဖြစ်နေပြီတဲ့အဲ့လိုလား yeah I'm like date သွားဆို just ဟိုခွာမဟုတ်ဘူးလားတိတာပဲမဟုတ်ဘူးလားသူတို့ရဲ့စိတ်ထဲမှာပေါ့နော် okay date သွားအောင်ဆိုတာ okay တောင်းသဘောကျနေတဲ့ stage ကိုရောက်နေပြီရီးစားတွေမှာ date သွားတယ်လို့ပုံစံလိုမျိုးဖြစ်နေပြီပေါ့ကျွန်တော်မှအံ့ဩတော့ဒီမှာ date သွားတယ်ဆိုတာ just get to know တယောက်နဲ့ဟုတ်တယ်ဘာမှ commitment မရှိဘူး yeah ဘာမှ commitment မရှိဘူး date လုပ်ပြီးလို့လဲတောင်းပြန်မတွေ့ချင်တဲ့ရတယ်ကြိုက်တယ်မကြိုက်ဘူးဆိုတာဘာမှမဟုတ်ဒီအမှ get to know အနေနဲ့ date သွားကြဟိုမှာကျတော့ date သွားရဆိုတောင်းသဘောကျမှာ okay ရီးစားဖြစ်ပြီးမှ date သွားကြတာပုံများတယ်ပေါ့နော်အဲ့ဒါကြောင့်တစ်မျိုးကြီးပဲကျွန်တော်တို့လူကိုအရင်သိပြီးတော့ date 4-5က at least လုပ်ပြီးတော့မှပဲနောက်တစ်ဆင့်တက်ရင်တက်ပေါ့ဒါပေမဲ့ကျွန်တော်အခုတွေ့နေတာကြောက်လေကလေးတွေတော်တော်လေးကိုအမြင်အနောက်တိုင်းဆန်လာပါပြီတဲ့ဆိုလို့ရှိရင် just dating လောက်တာရှိတယ်တချို့ဆိုလဲတငယ်ချင်းအနေနဲ့ပဲသိရမလား friend with benefits တွေရှိတယ် living together open relationship ကျွန်တော်တို့ကအဲ့လိုမျိုး line နေမှာတော့တကယ်တစ်ကဘာနဲ့အညီမြောင်တန်းနေလို့ကျွန်တော်တက်တယ်ကျွန်တော်လည်းရန်ကုန်မှာတင်တာ3ကြည့်ဘူးတယ်3ကြည့်ပြီးတော့မှကျွန်တော်မလုပ်ရင်ကောင်းမယ်ငါမျက်နှာကြီးလူတိတယ်ဆိုတော့ဖြတ်လိုက်ဘယ်လိုကွာလဲဘယ်လိုဆိုတက်တစ်ကဘာပတ်နေတာကွာအဲ့လို Aussie ရှိရ UK ရှိရမြန်မာပြည်ရှိရဆိုတော့dating တွေကကွာတယ်နော်အရင်ကွာတယ်ဥပမာ time မှာကျွန်တော် dating တွားရဆိုရင် obviously like I would pay for everything ကျွန်တော်နဲ့ date တွားရတူအကုန်လုံးပေး Australia မှာကျွန်တော် dating တွားရဆိုရင် Australian လူတွေကလေသူတို့ပိုပေးချင်တယ်ဒါကျွန်တော်ရဲ့ experience ပေါ့နော်ကျွန်တော် date အများကြီးတွားဘူးရနော်တချို့လူတွေမသိမှာဆိုလို့ date အများဆိုအများကြီးတွားဘူးရအဲ့တော့သူတို့တွေကပိုကျွေးချင်တယ်သူတို့ကပိုပေးချင်တယ်သူတို့တွေကပို take care လုပ်ချင်တယ်ပေါ့နော် London မှာ dating တွားမယ်ဆိုရင် half မင်းတော့ပြီးငါတော့ဘသူအမငါတော့လည်းမရှင်းနဲ့မင်းတော့လည်းငါမရှင်းနဲ့ပေါ့နော်အဲ့လိုမျိုး system ကြီးကိုဖြစ်နေပြီပေါ့နော်မတူဘူးဒီလားပြီးလူတွေကလည်းမတူထိုင်းကလူတွေနဲ့ dating သွားတဲ့အခါမှာသူတို့တွေကကိုယ့်ရဲ့ Asian culture နဲ့အရန်ကိုမှနီးကပ်တဲ့အတွက်ကြောင့်မို့ပေါ့နော်မြန်မာနိုင်ငံနဲ့နီးကပ်တဲ့အတွက်ကြောင့်မို့ get to know လို့ကပိုလွယ် relate ပိုဖြစ်တယ်ဟုတ်တယ် UK ကလူတွေက direct မဖြစ်ဘူးเนาะဒါအကိုလည်းတတိထားမိမှာပေါ့နော်ကျွန်တော်ရဲ့အကြီးမားဆုံး culture shock က UK မှာသူတို့ direct မဖြစ်တာတခုခုဆိုရင်လူတယောက်ကိုမကြိုက်ဘူးဆိုမကြိုက်ဘူးလို့မပြောသူ coffee တောက်နေရဲ့ tea coffee ကိုမကြိုက်ဘူးဆိုတဲ့စကားကိုတခုမှမပြောဒါပေမဲ့this is not my taste but it's good ပေါ့နော်အဲ့လိုမျိုးပုံစံပေါ့နော်သူပြောလိုက်တဲ့ပုံစံကြိုက်တယ်လို့ပြောတဲ့ပုံစံသဘောပေါက်တယ်ဒါပေမဲ့တကယ်သူပြောချင်တာမကြိုက် UK လူမျိုးတွေမှာအဲ့ဒါရှိရပေါ့နော်အဲ့တော့သူတို့နဲ့ dating သွားရဆိုရင်ကြိုက်လားမကြိုက်လားလည်းမသိဘူးဘာမှမသိရဗျာလား I think အဲ့ဒါ London ကြောင့်လည်းပါတယ်
လန်ဒန်ကလူတွေကအဲ့လိုနည်းနည်းပိုဖြစ်တယ်တိတ်ပြီးတော့မနှွေးထွေးဘူးလို့ခံစား direct သိမဖြစ်ဘူးလို့ခံစားရတယ်ဒါပေမဲ့အဲ့လိုကျွန်တော်ကတော့တောက်လျှောက်မြောက်ပိုင်းမှာနေတော့တက္ကသိုလ်ကလည်း Glasgow ဆို Scotland မြောက်ပိုင်းမှာကျွန်တော်အခုနေရလဲ Northern ဆီကအရန် open ဖြစ်တယ်ကျွန်တော်တို့မြန်မာပြည်ကလူနေရလူတွေလိုပဲအရန်ဖော်ရွေတယ်ရင်းနှီးတယ် open ဖြစ်တယ်ဒါပေမဲ့ခုနဒီပြောလို့ပဲကျွန်တော်လည်းဒီမှာတက္ကသိုလ်တက်ပါညာဆိုတော့လူမျိုးကတော့မျိုးစုံနဲ့တိတ်ဘူးတယ်ပေါ့နော်ကျွန်တော်အဓိက relate ဖြစ်တာ Asian နဲ့ relate တော်တော်ဖြစ်တယ် Thai တို့ Malaysian Chinese Japanese whatever Vietnamese နောက်တစ်ခါ UK ထက်စားလို့ရှိရင်လေ American တွေကပို့ပြီးတော့စကားပြောလို့ကောင်းတယ်ပို့ပြီး connect လို့ကောင်းတယ် I don't know why American တွေကပို့ပြီး open minded ပို့ဖြစ်တယ်ဟုတ်တယ် I agree ပေါ့နော်ကျွန်တော်တိတ်တဲ့လောက်တဲ့ထဲမှာဆိုရင် Swiss တွေကအဆင်ပြေ rating ပြရ Swiss တွေကအဆင်ပြေ German တွေကပါတီလောက်တာအရန်ကြိုက်တဲ့သူတွေသူတို့တွေက fan ဖြစ်တယ်သူတို့နဲ့ go out ခိုင်းအောင်လို့ fan ဖြစ်တယ် British တွေကအရန်ပြင်းဖို့ကောင်းတာတတိ British နဲ့လည်းတိတ်လို့ဖြစ်ဘူးလေ Australian လူမျိုးတွေနဲ့တတိနဲ့အဆင်ပြေ I think because I live in Australia Asian တွေနဲ့အဆင်ပြေ Australian တွေနဲ့အဆင်ပြေ American တွေနဲ့လည်းအဆင်ပြေ American တွေကအရန်ကြွားကြတယ်သူတို့နိုင်ငံကောင်းတယ်ဘာညာအဲ့လိုမျိုးပေါ့နော် yeah အဲ့ဒါတော့ဟုတ်တယ်အဲ့ဒါကျွန်တော်သိထားမိနည်းနည်းမှသူတို့ကသူများကြီးထက်ငါတဆင့်ပုံမြင့်တယ်ဆိုတော့သူတို့ရဲ့အဲ့ဒီခံယူချက်ရှိရပေါ့နော် yeah အော် Asia မှာဆိုရင် Singaporean တွေကိုတွားသိကြည့်အဲ့ဒီဟာရှိရ Asia မှာ I'm like super Asian ပေါ့နော် I'm the next level အဲ့လိုမျိုးပုံစံပေါ့နော်သူတို့လူမျိုးတွေကသူများကြီးတဲ့ပိုတာနေရဆိုတဲ့ဟာပေါ့နော်နေချင်တဲ့ mindset တွေသူတို့မှာရှိရအဲ့ဒါတတိထားမိရပေါ့နော်တတိယအတွေ့အကြုံရဆိုဒီ Spanish တွေနဲ့တော်တော်လေးအဆင်ပြေပေါ့နော်မတိတ်ဘူးတဲ့လူမျိုးဆိုမရှိတော့ပါပဲပေါ့နော် Oh my god country A to Z စီလိုက်လို့ရှိရင်လောကဒီကတော်ရှိတကယ်ဒါတတိကိုလူတွေကမသိလို့ဒီမှာ dating အတွေ့အကြုံသူများတဲ့ပုံများအရက်များတယ်ပေါ့နော်ဒါပေမဲ့အခုချိန်ထိကိုအဲ့လိုမျိုး partner ရှားတာမလွယ်ဘူးဘာလို့မလွယ်လဲဆိုရင်ကိုကလူတွေကိုဘောဖြစ်ရအရင်လွယ်အမှတတိကို German မှာ let's get married လို့ပြောနေတဲ့သူရှိရယ် Australia မှာ let's get married လို့ပြောနေတဲ့သူရှိရယ် UK မှာ let's get married လို့ပြောနေတဲ့သူရှိရယ် but I'm like no အဲ့လို commitment ကိုမပေးချင်ဘူးအဲ့ဆိုကိုကပေးရင်တက်လုံးပေးမဲ့လူစားမျိုးဒါပေမဲ့သူတို့နဲ့ date လုပ်လိုက်တဲ့ခါမှာ I get bored after 3 months this person is very boring ပေါ့နော်ဒီက3 month ခံသေးတယ်ကျွန်တော်ဆိုလို့ရှိရင်လေတယောက်နဲ့ settle မယ်ဆိုတော့ mindset ကိုမရှိတာကျွန်တော်ကလေးပေါ်တယ်ကျွန်တော် idolize လုပ်လို့ရလုံးဝအဲ့လိုလူပြိုကြီးတွေကွာလာဥပမာဆိုစမ်းစမ်းခန်းလိုက်လို့ပါလို့လေခုထိတောက်လျှောက်40ကျော်နေပြီ they are still having fun အဲ့တော့ကျွန်တော်အဲ့လို date သွားရဘာညာဆိုရှင်လေအကြာကြီးမဟုတ်ဘူးဒီပြောလို့ကျွန်တော်အရင် get bored ဖြစ်တယ်ပြီးတော့ဘုပွင့်လေးမပြောမှာကွာ you sleep over and then the next day I don't enjoy waking up next to them ကျွန်တော်အဲ့လူတယောက်နဲ့အကြာကြီးနေရမှာကျွန်တော်မရှိဘူးအဲ့တော့ကျွန်တော် best friend ရှိရပြေဆုံးစားကျွန်တော်တို့လောင်းထားတာရှိတယ်ငါဘရောမမိမမီဘူးလို့ငါမိမယူလို့ရှင်ငါမင်းကိုငါကားတစ်စီးဝယ်ပေးမယ်ဆိုပြီးကျွန်တော်တောင်းထားရှိတယ်ပြီးတော့ကျွန်တော်ရဲ့ mindset ကကွာတိလားငါအလုပ်စူးစမ်းမယ်ငါပတ်စံရှာမယ်ငါပတ်စံငါအတွက်ငါချစ်တဲ့ family အတွက်ပြီးလို့ရှင်တိုက် charity လုပ်မယ်လိုအပ်တဲ့လူတွေပြန်ပေးမယ်ကွာ I don't want to get tied into something အဲ့လိုနောက်လူတယောက်နဲ့သွား tie ဖြစ်ပြီးတော့လောက်ကလေးတွေပါအဲ့ဒဏ်ကြီးကျွန်တော်မခံစားခြင်းပဲတောက်လျှောက်ကဒါပေမဲ့လည်း at one point မှာဒီလိုပဲပြင်းနေနဲ့ပဲကျွန်တော်ရဲ့ life ကို change မဲ့သူနဲ့ရုပ်တရက်အမှတ်မတင်တွေ့သွားရပါဗျာအဲ့ချိန်ကျမှသာကျွန်တော်ဒီကြ seriously တွဲလာဆိုခုဆို3နှစ်ပြည့်တော့မယ်ပေါ့နော် I can see a future with her ကွာဒီလားအဲ့လိုမျိုးအရင်ကဆိုကျွန်တော်အကြဆုံး date ဖူးတာဆိုကျွန်တော်တက္ကသိုလ်တော့တစ်နှစ်ကျော်လောက် date ဖူးတဲ့ကောင်မလေးတယောက်ရှိမယ်ဒါပေမဲ့အဲ့တော့ဆိုလည်းအဲ့လိုအဲ့ရပြောထားကွာနင်လည်းတက္ကသိုလ်ပြီးသွားပြီနိုင်ငံနင်ပြန်မှာငါကလည်းဒီမှာရှိနေမှာငါတို့ဆက်ဖြစ်မယ်ဆိုတာမမြင်ဘူးဒါပေမဲ့ we get along with each other for now အဲ့လိုမျိုးပေါ့နော်ဟိုဒီနေ့ future အတူရှိမဲ့လူမျိုးတော့ရှိရပေါ့နော် Helen တော့တည်ရပေါ့နော်သူကတော့အရင်တော့သူဒါပေမဲ့ကိုက I'm just waiting like if You're I not say ready. I'm not ready yeah that's the reason ပေါ့နော် I'm not ready yeah အချက်နဲ့မတွေ့သေးလို့ပါဟုတ်တယ်တကယ်ကိုနဲ့အဲ့လိုတကယ်ကီးကိုက်မဲ့ partner ဖြစ်မဲ့လူပေါ့တော့လိုက်ရှာရင်လည်းလိုက်ရှာလို့လည်းမရအောင်မရဘူးဒီလားလိုက်ရှာရင်ပို့ဆိုတယ်အဲ့တော့အဓိကကျွန်တော်ယောက်ျားလေးဖြစ်ရတာကန်ကောင်းတယ်ယောက်ျားလေးက expiry date မရှိဘူး main ကလေးဆိုလို့ရှိရင်နည်းနည်းလေးဟိုလေအသက်ကြီးလာလို့ရှိရင်ဒီ biologically ရကြည့်ရမှာကလေးဘာညာယူမယ်ဆိုလို့ရှိရင်လေ30နောက်ပိုင်းကဟိုဟာဖြစ်တယ်ကျွန်တော်ယောက်ျားလေးကြောက်တယ်ဒီဆိုလည်းအသက်ကြီးလာရင် value ပိုတော့တက်လာတယ်သိရမလားခုဆိုကိုဒီဒီပေါ့နောက်ကျရင်မှာ daddy d တွေပဲဖြစ်လာမှာ daddy d ပေါ့နော်ခုဆိုဒီနဲ့အဲ့လိုအရန်အဆင်ပြေတဲ့လူရှိရဆို relationship ကောင်းကောင်းတစ်ခုတည်ဆောက်မယ်ဆိုဒီအတွက်ကဘယ်လိုမျိုးဟာတွေကအရေးကြီးOh, that's a very good question ပေါ့နော်။ဘာလို့တတိရဲ့ပတ်ဝန်းကျင်မှာတတိကိုတည့်ရတူတွေအကောင်လုံးမေးလိုက် We all are in such a tight relationship ပေါ့နော်။အမမင်းညဆိုတတိရဲ့တငယ်ချင်းတွေနဲ့ရုပ်ရှင်သွားကြည့်ရ Captain America like I bring everyone together it's like let's go watch movie together okay this weekend let's go have dinner together ပေါ့နော်။ကျွန်တော်မေလာဆိုရင် Hungary နိုင်ငံကိုအတူတူခီးသွားကြမယ်တငယ်ချင်းတွေနဲ့ပေါ့နော်။အဲ့တော့ I think the relationship တခုကိုကောင်းအောင်တည်ဆောက်ဖို့ဆိုတာပေါ့နော်ဒါကျွန်တော် relationship လို့ပြောတဲ့အခါမှာ friendship ရော romance relationship ရော family relationship ရောပေါ့နော်အတိကအချိန်ပေးဖို့ပဲပြီးရင်ဒီ relationship ကိုကောင်းအောင်တည်ဆောက်မယ်ဆိုတဲ့ mindset ရှိဖို့လည်းလိုတယ်ပေါ့နော်ဒီဆိုရင်ဒီရဲ့ဒီ
notes ရှိရပေါ့နော်ဒီ notes ရဲ့နောက်မှာဆိုရင် name တွေရေးထားတယ်ဒီဘွားအတွက်အရေးကြီးတဲ့သူတွေရဲ့ names တွေပေါ့နော်ဒီလူတွေကိုအမြဲတမ်း check up လုပ်တယ်ပေါ့နော်ဟာငါဒီလူနဲ့ဘယ်နေ့ကျရင်တွေ့ရမယ်ဒီလူနဲ့ဘယ်လကျရင်တွေ့ရမယ် okay ငါစင်ကူတွားမယ်စင်ကူတွားရင်တွေ့ရမယ်သူတွေရှိတယ်ထိုင်းတွားရင်တွေ့ရမယ်သူတွေရှိတယ်အဲ့တော့သူတို့တွေကိုကိုက priority ထားလိုက်တယ်ကျန်တဲ့သူကိုခင်ချင်းမြင်ချင်တဲ့သူတွေကို priority မထားအဓိကအချိန်ပေးတာရယ်ပြီးရင်သူတို့ရဲ့ရင်ဖွင့်စကားတွေကိုနားထောင်ပေးရယ်ပြီးရင်ကိုယ်တိုင်ကလည်းရင်ဖွင့်လို့ရတဲ့သူဖြစ်ဖို့လိုရလို့ဒီမြင်တယ်ပေါ့နော်ဒီရဲ့ဆရာနဲ့ဒီနဲ့ဆိုရင်အခုစကားပြောလာတာ17နှစ်လောက်ရှိပြီ every Tuesday 10 to 11 p.m. တခေါက်မှမပြောတရက်မှမပြော10နှစ်လောက်အဲ့လိုမျိုး commitment လည်းရှိရတယ် relationship ဆိုတာပေါ့နော်အခုဒီ Australia company တခုကိုအလုပ်လုပ်ပေးနေအဲ့ဒီ company ကဒီရဲ့တကယ်ချင်းရဲ့ company ပဲပေါ့နော်ဟိုတချို့လူတွေကနိုင်ငံပြောင်းသွားတယ်ဆိုရင်အဆက်တွေပြတ်သွားတယ်ဒီကအဆက်တွေမပြတ်ဟိုတော်တော်များများနဲ့ပေါ့နော်ဟုတ်တယ်အမဒီအခုထိုင်းကနေပြန်လာတဲ့ခါမှာဒီစင်ကူမှာကြောင်းတက်ခဲ့တဲ့တငယ်ချင်းတူရိန်လင်းတူနဲ့ hand out လုပ်တယ်အရှိတစ်ခေါက်ထိုင်းသွားတော့ကလည်းတူနဲ့ hand out လုပ်တယ်ပြီးရင် US ကပြန်လာတဲ့တငယ်ချင်းဟိန်းထက်တူနဲ့လည်း hand out လုပ်တယ်အဲ့လိုမျိုးပုံစံပေါ့နော်ကျန်တဲ့ကိုယ့်ရဲ့အလုပ်တွေကိုတော့ cancel လုပ်လိုက်ပြီးမှသူတို့တွေကိုအချိန်ပေးတယ် I think that's the reason a lot of my friends like they value me ပေါ့နော်ပြီးရင် they can rely on me ဒီကဘယ်တော့မှတုံးတိုင်းအခုကြီးမတောင်းဒီလအတွင်းမှာပဲဒီရဲ့မိတ်ဆွေတယောက်ပေါ့နော်ဘာမင်ဟန်မှာသူက hip replacement လုပ်ဖို့ရှိတယ် replacement လုပ်ပြီးတဲ့အခါမှာအနည်းဆုံးတော့ recovery time လိုရလေအဲ့တော့ဒီကသူကကြည့်ပြီးမှာအဲ့လိုမျိုး I am reliable that's one of the reason ပေါ့နော်ကျွန်တော်လည်းအဲ့ခါလေးကျွန်တော်ဒီစီအတူယူအောင် because ကျွန်တော်ကြီးလာနေအမြအကုန်လုံးကလေတယောက်နိုင်ငံဖြစ်လာတယ်ကွာအလုပ်တွေနဲ့ရှုပ်လာတဲ့အခါမှာဒီခါလေးချင်ကျွန်တော်ကိုယ်တိုင်လည်းဖြစ်တယ်ကွာဒီခါလေးချင်တငယ်ချင်းတွေကိုလေ take it for granted လုပ်မိတယ်ကွာသိလားသွားပြီးတော့ check up မလုပ်တာမျိုးတွေဘာညာတွေဖြစ်တယ်ကွာအဲ့မှာတဖြည်းဖြည်းဝေးလာတယ်ကွာဒီလားအရှင်းရှင်းကျွန်တော်ဆိုလို့ရှိရင်အမှန်တိုင်းပြောတာငယ်တုန်းကတော့လေအဲ့လို border အပေါင်းအသင်းများရဆိုမဲ့အခုချိန်မှာကျွန်တော်တကယ်တမ်းတောက်လျှောက် contact ရှင်တယ်ဆိုတကယ်ချင်းရင်းနှီးဆုံးတကယ်ချင်း3ယောက်လောက်ပဲကျန်တော့တယ်ကျွန်တော်အဲ့လိုတိတ်မရှိတော့ဘူးပေါ့အဓိကအဲ့လိုအချိန်မပေးဖြစ်တာ check up မလုပ်ဖြစ်တာဒီခါလေးကြားလို့ရှိရင်အဲ့လိုဒီလိုထိုင်ပြီးတော့စကားမပြောပြတဲ့အောင်မှာတည်ရမလားခါလေးကြား message လေးသွားပို့လိုက်တာတို့ like Instagram မှာ story လေး reply တော့လိုက်တာ it keeps the bond going ကွာဟုတ်တယ်နမို့ဆိုလို့ရှိရင်လေအကုန်လုံး trip အပဖြစ်ကုန်တော့ကျွန်တော်ဆိုလို့ရှိရင်ဒီအထက်တန်းကျောင်းကတကယ်ချင်းနေဆိုတိတ်ပြီးမပြောပြတော့စကားဒီတော်တော်လေးဝေးသွားပြီတော်မျိုးဖြစ်တာပေါ့နော်နောက်တစ်ခုကတော့ဒီကတော့ဒီတငယ်ချင်း family relationship ပေါ့နော်ကျွန်တော်အခုကောင်မလေးနဲ့ relationship ဆိုတော့ကျွန်တော်အစောကပြောခဲ့လို့ပဲကျွန်တော်ဒီတယောက်နဲ့မတိုင်ခင်တော့ကျွန်တော်အဲ့လို like ပျော်ပြီး play around လုပ်နေတာများတွေ့ကျွန်တော်တကယ်ရီးစား relationship ဘယ်လိုတည်ဆောက်မလဲကျွန်တော်တော်တော်လေးကိုအစားမှကျွန်တော်မသိခဲ့ဘူးကျွန်တော်တော်တော်လေးကို struggle ဖြစ်တယ် because ကျွန်တော်ရဲ့ relationship ဖြစ်ခဲ့တယ်ဆိုတာမျိုးတွေက date သွားလိုက်တယ် maybe a few dates ကျွန်တော်ဘယ်လိုမျိုး communicate လုပ်မလဲကျွန်တော်မသိဘူးဘယ်လိုမျိုး take care လုပ်မလဲကျွန်တော်မသိဘူးပြီးတော့ကျွန်တော် main clay psychology ကျွန်တော်သိချာမသိဘူးဗျာအဲ့မှာပြန် learn လုပ်ရတာပေါ့နော်ဒါပေမဲ့ကောင်းတာတစ်ခုကကျွန်တော်ရဲ့ girlfriend ကတခြား main clay လိုမျိုးစိတ်ကောက်တာမျိုးတွေမရှိဘူးသိလားသူမကျင်တတ်တာရှိလို့ရှိရင်ကျွန်တော်မကျင်တတ်ဘူးဆိုတော့ချက်ချင်း communicate လုပ်လိုက်တယ်ကွာငါဒါကိုမကြိုက်ဘူးဘာလို့မကြိုက်တာလဲအကြောင်းရင်းသူပွင့်လင်းလင်းပြောတယ်ကွာအဲ့လိုပြောရတော့ဟုတ်ပြီ next time ငါဒါမလုပ်တော့အဲ့လိုပေါ့နော်အဲ့မှာကျတော့ဘယ်လိုပြန်လာဖြစ်ပြန်လဲဆိုတော့ကျွန်တော်ရဲ့ရင်ထဲကခံစားချက်တွေကျွန်တော်ဖြစ်နိုင်လို့ရှိရင်မပြောဘူးကျွန်တော်ကကိုယ့်ကိုကြောက်သေးကြိတ်ခံစားတယ်အဲ့တော့ကျွန်တော်လူများကိုသွားပြီးတော့အပူမပေးချင်ဘူးကွာတဲ့လားကိုယ့်ကိုကြိတ်ခံစားရအောင်ခါလေးကျရင် तू ကတခုလွှဲတယ်ကျွန်တော်အဲ့ဒါမကျေနပ်ဘူးကျွန်တော်မကျေနပ်တော့ဘူးနေတာပေါ့ဗျာဘူးနေမှကျွန်တော်သူ့မပြောဘူးအဲ့လိုရှင် तू ကအရန်ဒေါသထွက်တာပြောလိုက်ပြီးဒီပြဿနာကို तू ဖြေရှင်းတယ်ကျွန်တော်မဖြေရှင်းတော့ငါ AC ခဏ I need my own time ပေါ့ तू မဟုတ် like she wants to solve it အဲ့လိုမျိုးပေါ့ကျွန်တော်တို့ဟိုငယ်တွေကကျွန်တော်အားကစားအရင်လုပ်တယ်လေဘောလုံးကန်နဲ့ချက်တောင်ရိုက်တယ်ဆိုကျွန်တော်က sports analogy နဲ့ပေးရလို့ရှင်တော့ I think it's a teamwork ဒီလားထားပါတော့ကျွန်တော်နဲ့ကျွန်တော်ကောင်းပါလေဆိုတော့ Spurs example ပေးရမယ်မှာ तू က Son Heung-min ကွာကျွန်တော်က Romero ဆို her duty is to score goals she can score goals and then my duty is to defend ဒီမှာအဲ့တော့ကျွန်တော်ကသွားပြီးတော့ဟဲ့နင်းကငါ့ကိုနောက်ဆင်းပြီးတော့ defend လုပ်ပြီးသွားပြောလို့မရဘူးသူ့ရဲ့ duty ကကိုသွင်းမှုကျွန်တော်ရဲ့ duty က defend လုပ်ဖို့ကျွန်တော်လည်းသူကလာပြီးတော့ဟဲ့နင်းဂိုးမသွင်းလို့ပါဆိုပြောလို့မရဆိုကျွန်တော် duty ကကိုသွင်းဖို့မဟုတ်ဘူးအဲ့တော့ relationship မှာလည်းကွာသူ့ရဲ့ quality က A quality ကျွန်တော် quality က B quality ပေါ့လို့မတူတဲ့ဟာတွေရှိတဲ့အခါမှာသူ့ရဲ့ quality ကို appreciate လုပ်တယ်တခါသူ့ရဲ့ weakness ကိုကျွန်တော်သိတယ်ကျွန်တော် weakness ကိုသူသိတယ်ဗျအဲ့တော့ပြန်ပြီးတော့ဖြည့်ပေးရတာပေါ့သိရမလားအဲ့ဒါကိုဟောနင်းကတော့ဒါမလုပ်ရကောင်းလားနင်းကတော့ဘာလို့ဒါအသုံးမကျလဲဆိုသွားပြီးတော့ဖြစ်နေလို့မရဘူး at the end of the day you are a team ကွာသိလားဟုတ်တယ်ကျွန်တော်အစမှန်ပြောလို့ကျွန်တော်ပြောရင်နည်းနည်း ego များတယ်ဗျသိလားအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ every time we have a problem ကျွန်တော်နဲ့သူနဲ့အဲ့လိုမျိုးသွားဖြစ်တယ်တကယ်နဲ့အဲ့လိုမဟုတ်ကွာကျွန်တော်နောက်ပိုင်းမှာကျွန်တော်ဒီနှစ်ကြာလည်းမသိလာတဲ့အခါကျတော့ problem ကိုကျွန်တော်တို့နှစ်ယောက်တူရင်ဆိုင်နေရတယ်လေ like we are together against a problem it's not me against her ပေါ့အဲ့လိုမျိုးဟာသိလာတဲ့အခါမှာတော်တော်လေးကိုအစဉ်ပြေလာတယ်ပေါ့ဗျာဒါပေမဲ့လည်း everything is a work in progress ဟုတ်တယ်ဟိုလေအကိုနဲ့ကျွန်တော်နဲ့တူတာကျွန်တော်ကလေကျွန်တော်ရဲ့ feeling တွေခံစားချက်တွေကိုတောင်းတန်ဘယ်သူမှမပြောပြဘူးပေါ့နော်သူများရဲ့ feeling ခံစားချက်တွေကိုပိုနားထောင်ပြီးမှဖြည့်ရှင်းပေးရပုံများတယ် exactly ဒါပေမဲ့အကိုပြောလို့မျိုးပဲ relationship တခုကလေ communication ကအရေးကြီးဆုံးပဲ open communication ပေါ့နော်တချို့ relationship တွေပျက်စီးတာကတယောက်နဲ့တယောက် communicate မလုပ်လို့အဲဆိုအကိုဖြစ်နေတဲ့ခံစားချက်အကိုတို့မကြည်နေတဲ့ခံစားချက်ကအကိုဘက်ကနေကြည့်မယ်ဆိုရင်အကိုရဲ့ခံစားချက်က valid ဖြစ်တယ် yes
သူ့ဘက်ကနေကြည့်မယ်ဆိုရင် तू မှန်တယ်ဆိုတဲ့ခံစားချက်က valid ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နဲ့ကျွန်တော်ရဲ့ business partner ပေါ့နော်ဖြိုးဖြိုးနဲ့အမြဲတမ်းလှုပ်တတ်တဲ့အကြောင်းအရာတစ်ခုကရန်ဖြစ်ပြီဆိုရင်သူ့ရဲ့ခံစားချက်ကိုလည်းကျွန်တော်နားထောင်ရတယ်။ तू ဒေါသနဲ့ပြောတဲ့ဟာကိုအဆဆုံးနားထောင်ရတယ်။ပြီးရင်ကျွန်တော်ပြောတဲ့ဟာကိုလည်း तू အဆဆုံးနားထောင်ရတယ်ပေါ့နော်အဲ့လိုမျိုးနားထောင်လိုက်တဲ့အခါမှာतू ကအဲ့လိုမျိုးခံစားမိနေပါလားဆိုတဲ့ဟာကိုနားလည်လာတယ်။နားလည်လာတဲ့အခါမှာပြဿနာဆိုတာမရှိတော့တုံးတန် feedback ပဲလေအဓိက feedback ကတော်တော်ရေးကြည့်တယ်ပြောမှာ It's not just a feedback it's understanding from the other person ပေါ့နော်ကျွန်တော်တခါလေကြာရင်အခုနကတော့ပြောလို့မျိုး ego အရင်များတဲ့ခါမှာငါပြောတာမှမှန်တယ်ငါစဉ်းစားတာမှမှန်တယ်ဆိုမှခံယူလိုက်မယ်ဆိုရင်အဲ့ဒါ selfish ဖြစ်တာပဲ Yes ဟုတ်တယ် perspective ဆိုတာနှစ်ခုရှိရလေ from her perspective she will be right ကွာအဲ့တော့အမြဲတမ်းအဲ့လိုမျိုးသဘောနဲ့ကိုကနားလည်နိုင်တယ်ဆိုရင်တေချာလေး good communication ရှိရဆိုရင်လေ relationship တွေကတောင်းတန်းကိုပြဿနာမရှိဘူးဟုတ်တယ်ကျွန်တော်ထင်တယ်နောက်တစ်ခုကကျွန်တော်နားလည်လိုက်တာကကျွန်တော်ဘာဖြစ်လို့ relationship ရှိတဲ့အခါမှာ boring ဖြစ်လဲဆိုရင် future plan မရှိလို့future plan မရှိတဲ့ couple တွေကပြင်းစရာအဲ့တော့ကိုယ်မှာ future plan ရှိတယ်ဆိုရင်အဲ့ဒီ future plan ကိုကိုယ့်ရဲ့ girlfriend ကိုပြောရတယ်ကိုယ့်ရဲ့ girlfriend နဲ့အတူတူအဲ့ဒီ future goals တွေကို achieve ဖြစ်အောင်စ조사တာမှ is purposeful relationship ကွာလာဒီ relationship ကအတိတ်ပဲရှိနေတယ်ကိုကရန်ကုန်ကနေမန်းလေးကိုတွားချင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ရီးစားကိုကျတော့ဘာမှပေးမတည်ဘူးဟာမင်းကလည်း like ခဲ့ဆိုမှဟိုတွားလိုက်ဒီတွားသူ့ရီးစားလိုက်လာတာဘာမှလည်းမတည်ဘူးဘယ်တွားနေမှလည်းမတည်ဘူးဆိုရင် excitement တွေမရှိတော့ဒါကိုကငါတို့เนี่ยအတူတူမိချီနာကနေမန်းလေးကိုလမ်းလျှောက်မှခီးအတူတူတွားအောင် let's go for this adventure together ဆိုရင်ဖြစ်လာတဲ့ပြဿနာကိုအတူတူဖြေရှင်းလို့ရတယ် at the end of the day you both achieve the same goal so it's more enjoyable ဖြစ်တယ်ပေါ့နော် relationship ကဟုတ်တယ် yeah ဟုတ်တယ်နောက်တစ်ခုက challenge လုပ်တဲ့လူတွေသိလားသူဆိုကျွန်တော်အများအား challenge လုပ်နိုင်တယ်အဲ့လိုလူလဲလိုအပ်တယ်လို့ထင်တယ်အရင်တော့ဆိုလို့ရှိရင်အကုန်လုံးကျွန်တော်တစ်ခုလုပ်မယ်ဆိုအနောက်ကနေ drag လုပ်ပြီးပါလိုက်လို့ပဲရှိပြသူကျတော့အဲ့လိုမဟုတ်ဘူး every time ဟုတ်ပြီကျွန်တော် decision တစ်ခုလုပ်မယ်ဆိုတော့သူဘာကြောင့်လုပ်တာလဲ challenge လုပ်တယ်နောက်တစ်ခါကျွန်တော်အမေလိုပဲပြတစ်ခါလေးကြားလို့ရှိရင်အဲ့လိုတစ်ခါလေးကြာကျွန်တော်အဲ့လို waiver လုပ်လမ်းပြောင်းတဲ့ဟာမျိုးရှိတယ်သူအဲ့လိုမျိုးမဟုတ်ဘူးနင်ဒါလောက်ရမယ်နင်ဒါလောက်ဒါအဲ့လိုမျိုးပေါ့အကိုနဲ့ဖြိုးနဲ့ podcast မှာပဲအဲ့လိုပဲကျွန်တော်သတိထားမိခါလေးကြာ bro ကပြင်းတယ်လို့ပြောတယ်မဖြိုးကြတော့အရန်လေ he's very 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 အဲ့လိုမျိုးခါကြာ like tu sure ကျွန်တော်ကဘယ်လို waiver ဖြစ်တော့တယ်တက်မှဖြစ်သွားတယ်အဲ့ဒါလေတော်တော်လေး it helps yeah 100% yeah ဒီလဲအတူတူပဲပေါ့နော်ဒီ relationship မှာအရင်တော့ထားခဲ့တဲ့ X တွေကပေါ့နော်ဘာဖြစ်လို့ X ဖြစ်သွားလဲဆိုရင်ကိုကပဲ decision ချနေရလို့အကိုပြောလို့မျိုးပဲ relationship ဆိုတာကနှစ်ယောက်လုံးက challenge လုပ်နိုင်ရမယ်တောင်းတော့အပြန်ပြန် push လုပ်ရမယ်ဟို pull လုပ်တဲ့ pull လုပ်ရမယ် push လုပ်တဲ့ push လုပ်ရမယ်ပေါ့နော်အဲ့လိုမျိုးလုပ်နေမှာ relationship ကမိုက်တာကွာအဲ့တော့ကျွန်တော်ရဲ့ပထမဦးဆုံး X ဆိုရင်ဘယ်စားတော့ဆိုင်တော့ mind decision ဘာစားကျွန်တော် decision ဘယ် key တော့ကျွန်တော် decision ဘာပဲဒါပေမဲ့အဲ့လိုမျိုးဟာတွေကဘယ်လိုစားလဲဆိုလို့ရှိရင်အမှ तू ကဟုတ်ပြီဒီကြိုက်တာရွေးလိုက်ပြီးတော့မှစားတော့ဆိုင်ရောက်ပြီးတော့မှမကြိုက်ဘူးလို့ဘာလို့ခီးသွားပြီးတော့မှမပြောဘူးဖြစ်နေအဲ့ဒါမျိုးတွေကပူကောင်းစားတယ်လားအဲ့လိုမျိုးကျွန်တော်ကျတော့ decision တိုင်းကိုကျွန်တော်ပဲချရတော့တဘောမကျ yeah Yeah, exactly. Key တော့မယ်ဆိုရင်ကျွန်တော် plan လုပ်ဟွာဆိုရင်ကျွန်တော် decision ချအကုန်လုံးက I don't want to be 100% decision maker ကွာ relationship ဆိုတာ maybe 60-40 လောက်ပေါ့နော်အမှမင်း key သွားတယ်ဆိုရင်မင်း key သွားတဲ့ဟာကို decision ချအိမ်မှာသမီးဟင်းချက်တဲ့ဟာဆိုရင်မင်း decision ချအဲ့လိုမျိုးလေးအပိုင်းလေးခွဲထားရင်ပို့ပြီးမှမိုက်တယ်ကွာအခုက everything ဒီက decision ချနေရတဲ့အခါမှာ okay ဒါ relationship မဟုတ်တော့ဘူးပေါ့နော်အဲ့နဲ့ဖြတ်ချပလိုက်တာ yeah ကောင်းတယ်အဲ့ဒါမျိုးက healthy မဖြစ်ဘူးလေ healthy လုံးဝမဖြစ်ဘူးအဲ့တော့နောက်တစ်ခုလေကျွန်တော်သတိထားမိတာလေဒီကိုဗစ်ကာလအတွင်းမှာကိုဇေယာရဲ့အမေဆုံးသွားတဲ့အချိန်နဲ့ဒီရဲ့အမေဆုံးသွားတဲ့အချိန်တွေကအတူတူပဲเนาะအဲ့ဒါလေး story မှာတွေ့လိုက်မိတယ်ဟုတ်တယ်အဲ့ဒီအချိန်က80နောက်ဆက်မယ်ကျွန်တော်အမေဆုံးတာကနည်းနည်းပိုစောမယ်ထင်တယ်ကျွန်တော်အမေက2021 ဇူလိုင်မှာဆုံးတာဟုတ်တယ်အဲ့ဒီအချိန်ကတော့တောက်လျှောက်ပဲလေဒီမေဆုံးတယ်နောက်ဒီအဖွာလားမသိဘူးဟုတ်တယ်အဖွာလည်းဆုံးတယ်ဒီအဖွာလည်းဆုံးသွားတယ်အဲ့ဒီအချိန်ကတော်တော်လေးကိုများတယ်အဲ့ဒီအချိန်မှာကျွန်တော်သတိထားမိတာတော်တော်များများကျွန်တော်အပါဝင်လေအများစုကပြိုလဲသွားတာများတယ်ဒီ death တွေဟိုပါပြီးတော့အချိန် covid အချိန်ကလည်းကိုရီးယားမိသားစုမစိုးရင်တော့မှအကုန်လုံးကစိတ်အခြေအနေရတည်တဲ့အတိုင်းကွာဒါပေမဲ့ကျွန်တော်သတိထားမိတာလေဒီကိုအပြင်ပန်းကြည့်တယ်လို့ရှိရင်လေဆက်ပြီးတော့ငကိုတော့လိုပဲလေသိရမလားဆက်ပြီးလုပ်နေတော့မယ်ကွာအရင်မပြိုလဲသွားဘူးလို့ခံစားရတယ်ဒါပေမဲ့လည်းကျွန်တော်ဒီရဲ့ podcast တွေပဲကြည့်ပြီးတော့ဒီ therapy ဘာညာယူရဆိုတွေ့မိတယ်ပေါ့နော်အဲ့ဟာလေးနည်းနည်းလေးပြောပါအောင် how did you stay strong ကျွန်တော်မနေ့ကမှ post တစ်ခုကောက်တင်လိုက်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်လူတိုင်းရဲ့ဘဝကိုအပြင်ကနေကြည့်ရင် everyone is perfect yeah အပြင်ကနေကြည့်ပေါ့နော်ဟာဒီရဲ့ဘဝတားလိုက်တယ်ကိုဇေယျရဲ့ဘဝဆရာဝင် like ဟာဒီလိုက်ဆရာဝင်ဖြစ်ချင်တဲ့ UK မှာပေါ့နော်လူတိုင်းရဲ့ဘဝအပြင်ကနေကြည့်ရင်တားရတယ်ကျွန်တော်တို့ထုတ်မပြောတဲ့internet struggle တွေကလူတိုင်းမှာရှိရပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ internet struggle ကဘာလဲဆိုရင်ကျွန်တော်ရဲ့ဘဝတစ်လျှောက်လုံးမှာကျွန်တော်ရဲ့ family က external motivator တွေသူတို့ကြောင့်မို့ကျွန်တော်အလုပ်ပို့လုပ်လာသူတို့ကြောင့်မို့ကျွန်တော်အလုပ်ပို့စူးစမ်းလာသူတို့ကြောင့်မို့ကျွန်တော်ပို့အောင်မြင်ချင်တာ
ဘာလို့လဲဆိုရင်ဒီက provider သူများကိုပေးရတာကြိုက်တဲ့သူများရှိရင်တောင်းတဘာမှပြတ်မြူချင်ဒီရဲ့ personality အရာကိုမှ provider ပေါ့နော်အဲ့တော့အဖွားနဲ့အမေဆုံးသွားတဲ့အခါမှာလုံးဝ depression ကျသွားတယ်ဒါပေမဲ့အကိုပြောလို့မျိုးပဲ grief လုပ်တဲ့ပုံစံမတူဟိုဒီရဲ့အမဆိုရင်ဖုန်းဆက်ပြီးမှငိုပြီးမှ grief လုပ်တယ်ဒီမြင့်ကြီးမကြောက်လုံးဝမြင့်မကြောက်ဘာလို့မမြင်ရအောင်မယုံနိုင်ဘူးပေါ့နော်ကို့အမေဆုံးတာလေမယုံနိုင်ဘူးပြန်ပြီးမှလည်းတွားကြည့်လို့လည်းမရဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အခါမှာဘာဖြစ်သွားလဲဆိုရင် purpose ပြောက်သွားတယ်ဘာကြီးမှမသိတော့လေလားအမေဆုံးသွားတော့လည်းလက်မခံဘူးပြီးရင် motivation ကလည်းမရှိတော့တဲ့အခါမှာ purpose ပြောက်သွားတယ်ဆောင်းရည်နဲ့လည်းတွားကြိုက်တယ်တီးတဲ့အတိုင်းပဲ UK မှာကျတော့အဲ့တော့ဆောင်းရည်ဆိုရင်ဒီဆောင်းရည်အရင် depressing ဖြစ်တယ်seasonal depression တွေအများကြီးဖြစ်ကြဆိုတယ်အဲ့တော့အဲ့ဒီ depression နဲ့ပေါင်းသွားမှာဘာဖြစ်သွားလဲဆိုရင်နလလောက်အပြစ်မထွက်ဒါပေမဲ့ဒီဟာတွေကိုလည်း social media မှာမတင်ဘူးလေဒီလားဘယ်သူမှမသိလိုက်ကိုယ့်ကိုကြိတ်ပြီးမှခံစားလိုက်တယ်ဘယ်လောက်ကြီးဖြစ်သွားလဲဆိုရင် suicide stage ထိကိုရောက်သွားတဲ့အခါမှာဖုန်းတွေခေါ်တယ်ပေါ့နော် bra လည်းတီးပါတယ်ပေါ့နော် UK မှာဆိုဖုန်း line တွေရှိတယ်ပေါ့နော်ကျွန်တော်လည်းနေ့ရက်လာခေါ်တယ်ကျွန်တော်ကလည်းခေါ်တယ်ပေါ့နော်ကျွန်တော်မှဒီ suicide talk တွေရှိတယ်ကျွန်တော်မှအသက်ရှင်ရ purpose မရှိတော့ဘူးပေါ့နော်ဘာလို့လဲဆိုဒီရဲ့ဘဝမှာဆုံးရှုံးလိုက်ရတယ်အရင်များတယ်ပေါ့နော်ဒီဟာပဲမဟုတ်ဘူးနိုင်ငံရေးအခြေအနေကြောင့်မို့ကို run နေရဲ့စီးပွားရေးတွေကိုယ့်ရဲ့ income တွေအကုန်လုံးကရပ်တန့်သွားတယ်ကျွန်တော်ထင်တယ်ဒီ video ကြည့်နေတဲ့သူတွေတော်တော်များများလည်းခံစားမိမှာပဲပေါ့နော်အဲ့တော့အကုန်လုံးပေါင်းပြီးမှဖြစ်သွားတဲ့အခါမှာ depression အကြီးကျယ်ဝင် suicide ဝင်ပြီးမှ therapy ကိုရောက်သွားအဲ့တော့ဒီ therapist တွေနဲ့စကားပြောရင်နဲ့ anti depressant တွေလည်းဒီတောက်တယ်ပေါ့နော်ကန်ကောင်းတာကြတော့သူများတွေလောက်မကြောက်3လလောက်ပုံမှန်လေးတောက်လိုက်တယ်ပြီးရင်အဲ့ဒီ therapist စဝင်တဲ့နေ့မှာဒီက gym စသွားတယ်ပေါ့နော် gym သွားတဲ့အခါမှာဖြည်းဖြည်းချင်းစီ mental health ကပြန်ကောင်းလာဒါပေမဲ့အခုချိန်ထိကို properly grief မလုပ်ရသေးဘူးဒီက but I don't know how to grieve like in my headကျွန်တော်ရဲ့အမေနဲ့အဖွားကလုံးဝဆုံးသွားပြီမရှိတော့ဘူးဆိုတာ I don't accept it ပေါ့နော်ဘာလို့အခုဒီ accept လုပ်ရတယ် accept လုပ်ရတယ်ဆိုသူကဘာသာရေးကြောင့်မလဲဆိုင်တယ်ခရစ်ယာန်ဘာသာရေးတဘောတဘာဝ I will meet them again like they are just waiting for me in heaven ပေါ့နော်အဲ့လိုမျိုးပေါ့နော်သူတို့တနေ့တစ်ချိန်ကြာရင်ပြန်တွေ့ရမယ်ဆိုတဲ့ mindset နဲ့သူတို့ကဒီ lockdown ကိုကျွတ်လွတ်သွားပြီပေါ့နော်အဲ့ဒီ mindset ကလည်းရှိရပေါ့နော်အဲ့တော့ကိုကပဲဒီလောကမှာအသက်ရှင်နေရတဲ့အကြောင်းကိုကမကျွတ်လွတ်နေရကောသူတို့တွေကကျွတ်လွတ်သွားပြီဘာနဲ့တူလဲဆိုရင်သူတို့ကဒီအရန်လာပါတဲ့မြို့လေးမှာ AECC တတရာလေးဘာအပူပြင်းမှမရှိဘဲနဲ့နေရပြီဒီလည်းအဲ့ဒီနေရာကိုတရက်ကိုတွားရမယ်ဒီတွားတဲ့ခါမှာတေးချာရဲသူတို့ကဒီကိုယထာဘုဒ္ဓကနေလာကြုံမယ်ဆိုတော့ mindset လေးရှိလို့လားမသိဘူးပေါ့နော်ဟို grief မလုပ်ရသေးပေမဲ့ I am kind of at peace အဲ့ဒါအရေးကြီးဆုံးပဲလေကိုစေဟာရောဘယ်လိုလဲမသိဘူးနော်ကျွန်တော်လည်းဒီနဲ့သွားတူတယ်အခုဒီပြောမှသာဒီလောက်အထိဖြစ်သွားကျွန်တော်သိတာလေဒီလို therapy ဘာညာ US ဆိုတည်မယ်ဒီလောက် suicidal ဖြစ်တာတွေစေးတောက်ရလိုက်တယ်ဆိုတော့မသိဆိုတော့ဒါလည်းတော်တော်လေးဆိုးတယ်လို့ပြောအောင်ကျွန်တော်ကြားတော့လေအဲ့ဒီအချိန်မှာ depressed ဖြစ်နေလို့ဖြစ်နေမှာကျွန်တော်မသိဘူးကျွန်တော်အခုမှအဲ့ဒါရောကျွန်တော်ပြန်ပြီးတော့ analyze လုပ်ကြည့်မှလာဟောငါတော်တော်လေး depressed ဖြစ်ခဲ့တာပဲပေါ့နော်အဲ့တော့ကျွန်တော်နဲ့ဒီနေ့ဖြစ်တာတပုံထဲမှာပဲအဲ့လိုအမေဆုံးသွားတယ်ဆိုတာကိုဖုန်းနဲ့ပါနဲ့သိရတယ်နောက်တစ်ခါအမေတကြိုတာကိုကျွန်တော် video call ကနေပဲမြင်လိုက်ရတယ်သိလားကိုယ်တိုင်တော့မသွားလိုက်ရအောင် and I thinkဒီဟာရောက်မယ်ကျွန်တော်ပြောရလို့ရှိရင်နေ့ကြလို့ရှိရင် family နဲ့နေနေနာကိုကျွန်တော်ပြန်ကျင်တယ်ဘာလို့ကျွန်တော်နောက်ထပ်ကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်မတကြိုလိုက်ရဆိုကျွန်တော်မဖြစ်ချင်တော့ဘူးနောက်ထပ်အာသူဘတ်ကိုကျွန်တော်မလွတ်ချင်တော့ဘူးဗျာသိလားအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီအချိန်တုန်းကအဲ့လိုအမေနဲ့ကျွန်တော်နဲ့တူတူနေမယ်ဆိုချိန်မှာကျွန်တော်အိမ်လင်းငှားထားပြီးပဲနှစ်ယောက်တူတူနေဖို့အိမ်အမေကမကြခင်လာတော့မှာကိုဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီအချိန်မှာနိုင်ငံရေးအခြေအနေကြောင့် UK ကမြန်မာ visa တောက်လျှောက် reject လုပ်နေတာလာလို့မရဘဲနဲ့သူကလာကန်ဒီမှာလာလို့မရပဲကိုဗစ်ဖြစ်သွားကိုဗစ်ဖြစ်ပြီးစေုံရောက်ဆုံးသွားတာပေါ့အဲ့ဒီအချိန်မှာကျွန်တော်ကဒီအမေနဲ့နေရမယ်ဆိုတော့အိမ်ကြီးထဲမှာတယောက်တည်းဖြစ်သွားတာပေါ့သိလားပြီးတော့ဒီပြောတဲ့အားနဲ့တပုံနဲ့ပဲကျွန်တော်ဆရာဝန်ဖြစ်လာတယ်ဆိုတော့ကျွန်တော် UK ရောက်လာဆိုတော့ပြောရင်ဒါအမေရဲ့ project လို့ပြောလို့ရတယ်ကျွန်တော်ဘဝမှာတော်တော်များလုပ်ခဲ့တာတော်တော်များဒီအမေရဲ့စူးစမ်းအထောက်မှုကြောင့်ဖြစ်လာတာအဲ့ဒီအချိန်မှာဒီအတိုင်းပဲကျွန်တော်မှာ purpose မရှိတော့ဘူးဘယ်လိုပြောမလဲ question လောက်တာပေါ့နော်ငါဆရာဝန်ဖြစ်နေတာငါဒီရောက်နေတာတွေကအမေဖြစ်လို့လုပ်ခဲ့တာအဲ့တော့ငါဘာဆက်လုပ်ရအောင်မလဲပေါ့ငါရဲ့ purpose ကဘာလဲငါလုပ်တော့အတိတ်ပဲရှိပါအောင်မလားအဲ့လိုဖြစ်လာတယ်နောက်တစ်ခါတောက်လျှောက်ကအမေရဲ့ထိန်းကွပ်မှုနဲ့နေလာတော့ discipline အရင်ဖြစ်တယ်ကျွန်တော်ပြောရင် I am very very stoic I used to be very very stoic ပေါ့ကျွန်တော်အလုပ်ချိန်စရာရှိတယ်ကျွန်တော် gym ဆော့ရချိန်စရာရှိတယ်ကျွန်တော်အစားတောက်ဆိုကျွန်တော်ဘယ်တော့မှ junk food တွေလုံးဝမစားဘူးကျွန်တော်အမြဲတမ်း low carbs high protein diet စားတယ် a lot of veggies like dessert တွေပါလုံးဝမစားဘူး cake မစားဘူးချိုမစားဘူးကျွန်တော် gym အမြဲဆော့တယ်တရားထိုင်နေကျွန်တော်အရက်လုံးဝမတောက်ဘူးစရိတ်လုံးဝမတောက်ဘူးပေါက်ကြရမလုပ်ဘူးဗျာအဲ့လိုနေလာတဲ့အချိန်မှာကျွန်တော်အမေဆုံးသွားပြီးတဲ့အခါမှာဟုတ်ပြီငါအရန်စိတ်ညစ်နေတယ်အခုအမေလည်းမရှိတော့ဘူးအမေမရှိတော့ကလုံးလို့ရတဲ့ဟာတွေငါလုံးမယ်ဆိုစိတ်ထဲကဖြစ်လာအဲ့မှာကျွန်တော်ပါတီတွေအများကြီးရှောက်သွားတယ် like ရက်တွေတောက်တယ်ကျွန်တော်တခါတငယ်ချင်းနဲ့တချို့ party drugs အဲ့လိုမျိုးရှောက်လုပ်ကြည့်ရဗျာလူဆိုလို့ရှိရင်ကျွန်တော်အရင်တော့ကျွန်တော် I was really slim like quite fit ကနေမှရုပ်တရက်ကြီးတစ်နှစ်လောက်အတွင်းမှာကျွန်တော်အလုံးမဝတ်တုပ်ကြီးအဲ့လိုဖြစ်သွားရဗျာစပင်နေဆိုလည်းအရှိကြီးပဲမဲအဲ့ချိန်ကတော့အကုန်လုံး social media မှာပျောက်နေလူတွေမမြင်ရဘူးပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်အဲ့ဒီချိန်မှာတော့ကျွန်တော် UK မှာနေဖို့ကျွန်တော်အလုပ်လုပ်ရမယ်လေအဲ့တော့အလုပ်ကတော့ဆက်သွားနေရတယ်ပေါ့နော်အဲ့တော့ I was functioning I was going to work every day ဒါပေမဲ့အလုပ်ပြီးသွားလို့အိမ်ပြန်ရောက်တဲ့အခါမှာ
ဘာလို့လောက်အောင်မလဲမသိဘူးကွာအဲ့အချိန်မှာလည်း depression မှာဖြစ်တဲ့ symptom တွေကပျော်ရွှင်မှုလုံးဝမခံစားရဘူးလေဒီလားနောက်တစ်ခါ energy အရန် low ဖြစ်တယ်နောက်တစ်ခါကိုဘာပဲလုပ်ကွာအရင်ကိုပျော်စေခဲ့တဲ့အရာတွေကမပျော်စေတော့ဘူးလေကျွန်တော်ဆိုပျော်ခြင်းတဲ့အတွက်ဟုတ်ပြီငါ့ကိုအစားတောက်ကပျော်စေရဆိုကျွန်တော်အစားတောက်တွေမျိုးစုံရှောက်စားတယ်အစားတောက်စားလို့ပျော်လားမပျော်ဘူးပါတီသွားလို့ပျော်လားမပျော်ဘူးပိုပင်ပိုင်းပိုစိတ်ညစ်သွားပဲကျွန်တော်ပုံမှန်ဆို game ဆိုတော့အဲ့အချိန်မှာကျွန်တော် PS4 နဲ့ကျွန်တော်နေတိုင်းညတိုင်းကျွန်တော် FIFA 3-4 နာရီဆော့ပျော်မလားဆိုပြီးကျွန်တော်ရှောက်လုပ်ကြည့်တယ်ပေါ့နော်ဒါပေမဲ့ပိုပြီး depressed ဖြစ်သွားတာပဲရှိတယ် function ကတော့ still function လုပ်နေတာပေါ့နော်ခက်တာကျွန်တော် I had no insight that I was depressed ဒီလိုကျွန်တော်မသိခဲ့ဘူးကျွန်တော် depressed ဖြစ်နေတာဒါဆရာဝန်ကိုယ်တိုင်နော် Your symptom is very obvious တိလားအပြင်လူကြည့်နေတာမှာအကွာ depressed ဖြစ်နေရဆို very obvious ကျွန်တော်ကြတော့ very self aware ဘာလို့ကျွန်တော်ကတောင်းတန်းရုံအခန်းထဲမှာပိတ်မိမှနေမဲ့လူစားမျိုးမဟုတ် depression ဖြစ်တဲ့သူက emotion high and low ကြောက်စရာကြီးပေါ့နော်အမှကိုက high ဖြစ်တဲ့ခါမှာအရင် high ဖြစ်တယ် low ကလေလုံးဝဘဝမှာအသက်ရှင်ရအတိတ်ပဲမရှိဘူးဘာလို့အသက်ရှင်နေလဲပေါ့နော် low ကဒီကden ပေါ်ကနေလုံးဝမထားတော့ No exactly ဘာမှလုပ်ချင်မရှိတော့ဘာမှလုပ်ချင်စိတ်မရှိတော့အခုကတော့ပြောလို့မျိုးပဲပေါ့နော်ကျွန်တော်ပုံမှန်ပျော်ရွှင်စေတဲ့အရာတွေကဘာမှမရှိတော့အဲ့ဒီတုန်းကဒါကျွန်တော်တငယ်ချင်းဖြိုးနဲ့ကျွန်တော်ဆရာဒီ2ယောက်နဲ့ဒါကျွန်တော်စကားမပြောဖြစ်ဘူးဆိုရင် I would probably suicide ဘာလို့သူတို့ရှိနေတဲ့အတွက်ကြောင့်မို့ဖြိုးကလည်းအဲ့တုန်းကရွှေနှုတ်စားလုပ်တဲ့ခါမှာ she keep calling me about idea marketing this and that ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ purpose ကပြန်ပေါ်လာတာပေါ့နော် okayကျွန်တော်သူလေးကို UK ကိုခေါ်မယ် UK မှာကြောင်းထားပြီးမယ်ဆိုတဲ့ purpose ကပြန်ပေါ်လာအဲ့တော့ video တွေပြန်ရိုက်တင်တန်းတွေပြန်ဖွင့်ပေါ့နော်သူရဲ့ကြောင်းစိတ်ရှာပေးဖို့အတွက်ပေါ့နော်အဲ့ဒါတွေလုပ်ပြီးရင်ကျွန်တော်တကယ်ချင်းဖြိုးကိုလည်းသူ့ကိုအောင်မြင်စေချင်တယ်ပေါ့နော်ဒီရွှေနှုတ်ကိုအောင်မြင်စေချင်တယ်ဆိုမှကိုအကောင်းဆုံးစဉ်းစားပြီးတဲ့ idea တွေစဉ်းစားပြီးတဲ့ဘယ်လိုမျိုး marketing တွေလုပ်ပြရမယ်ပေါ့နော်သူ့ကိုကူညီချင်တဲ့စိတ်နဲ့ I'm personally a provider ကွာတလား provider တွေအတွက် project နှစ်ခုထွက်လာတာပေါ့နော်အဲ့ဒီ project နှစ်ခုအကြောင်းမို့ကိုက purpose အသစ်တွေပေါ်လာပြီးမှပုံမှန် normalနေရာကိုပြန်ရောက်သွားအဲ့လိုမျိုးတာမဟုတ်ဘူးကျွန်တော်တူလေး project တာမရှိဘူးကျွန်တော်တငယ်ချင်း project တာမရှိဘူးခုနကတော့ every Tuesday ဖုန်းခေါ်ရမယ် project တာမရှိဘူးဆိုရင် I would probably kill myself စဉ်းစားပြီးတော့ငါရဲ့ပတ်စံတွေကိုဘယ်မှာ transfer လုပ်ပြီးမှပေါ့နော်အဲ့လိုမျိုးသူများတွေ suicide လုပ်တဲ့အခါမှာ just first stage is just thinking second stage is like planning you are already planning bro planning တော့ရောက်နေ planning stage တောင်ရောက်နေကျွန်တော် yeah အဲ့တော့မတိလိုက်ကြဘူးဘယ်သူမှမတိဘူး no yeah support system ကအဲ့ဒါကြောင့်အရင်ကြီးကြည့်တယ်เนาะ pro ဆိုလဲဖြိုးလို့ရှိတယ်ကျွန်တော်ဆိုလဲအဲ့ဒီတိုင်းပဲအဲ့လိုဖြစ်နေတဲ့အချိန်မှာကျွန်တော်အိမ်မှာရန်ကုန်မှာရှိနေကျွန်တော်အဖေရဲ့အဖိုးရဲ့အဖွားရဲ့နဲ့ကျွန်တော် video call နေတိုင်းခေါ်တယ်အဲ့လို lunch time နေမှာလေ I think they can also see ပါမြင်နေရပါဘူးသူတို့လည်းအမြင်နဲ့ကျွန်တော်မင်းနေကောင်းလားပါလားကျွန်တော်ကလည်းဟိုဒီပြောတယ်လူတွေဘာမေးကျွန်တော်နေကောင်းနဲ့ပျော်ရတယ်မလား like fake smile အဲ့ဒီအချိန်မှာလေရုံးမှာတွေ့နေတယ်ဆေးရုံမှာတွေ့နေအကုန်လုံး like ဆင်ပြေတယ်ဘာညာ like အရင် fake လုပ်နိုင်တယ်ကွာတိလားအဲ့တော့အဲ့လိုမျိုးဖြစ်တာပေါ့နော် support system ကတော်တော်လေးကိုအရေးကြီးတယ်နောက်တစ်ခါအဲ့လိုအချိန်တွေမှာကကျွန်တော်ကန်ကောင်းတာပေါ့နော်အဲ့လို fellow creators တွေအဲ့လိုလာပြီးတော့ message ပို့ရတဲ့လူတွေရှိတယ် email ပို့ရတဲ့လူတွေရှိတယ်နောက်ကျွန်တော် supporter တွေပေါ့နော် fan တွေပါဆိုလို့တောက်လျှောက်လို့ email ပို့ရတဲ့လူ Instagram message လုပ်တဲ့လူတို့လည်းတကယ်ကျေးဇူးတင်ပါတယ်အဲ့လိုကျွန်တော် family ပါပေါ့နော်အဲ့လိုတောက်လျှောက်လာပြီးစကားပြောတာနောက်ဟိုဒီလည်းလို့ပါကျွန်တော် first time video ပြန်လို့တော့ဒီလာပြီးအောက်မှာ comment လာရေး I remember yeah so I thank you for that as well so ဒါကြီးကတကယ်မလွယ်ဘူးလေသိလားsuicide ဖြစ်တယ်ဆိုတာလည်းနော်ကိုယ်တိုင်ဖြစ်လာမှသိတာကျွန်တော်ဆိုလဲအဲ့လိုပဲကျွန်တော်ဆေးရုံမှာနေတော့ပို့ဆိုခါလေးရလို့ရှင်လေဆေးရုံမှာ drugs တွေရှိရလေလားဒါ drugs တွေအိမ်ကိုခိုးသွားပြီးငါလုပ်ရင်ကောင်းမလားဒီလောက်ထိတော့ကျွန်တော် financial ဘာညာ plan ထိတော့မရဘူးဒီကတော်တော်ပိုဆိုးတယ်မလုပ်ဖို့ပဲကြံတော့တယ် oh my god ကျွန်တော်ကလေကိုစဉ်းစားကြည့်နော် depression ဆိုတာလုံးဝမယုံကြည်တဲ့သူကအဲ့လိုဖြစ်သွားတာပေါ့နော်အမှကျွန်တော်ဘွားမှာလေ Australia မှာနေတယ် Singapore မှာနေရနိုင်ငံတကာပတ်နေလာတစ်ခေါက်မှ depression ဆိုတာတစ်ခေါက်မှမကြုံဘူးယုံလည်းမယုံကြည်တဲ့သူကအဲ့လိုမျိုး stage ကိုရောက်သွား UK ရောက်မှာအဲ့တော့ကျွန်တော်ထင်တယ်အကုန်လုံးပေါ့နော်ပေါင်းသွားတာပေါ့နော်နိုင်ငံရေးအခြေအနေတွေရော covid တွေရောအဖွားဆုံးတာအမေဆုံးတာကိုယ့်ရဲ့စီးပွားရေးပျက်စီးတာကိုယ့်ရဲ့ career ပျောက်သွားတာနိုင်ငံအစ်စ်ကိုရောက်လာတယ်ဘယ်သူမှမရှိဘူးလေ weather changes တွေဖြစ်တဲ့ culture changes တွေဖြစ်တဲ့အကုန်လုံးပေါင်းသွားတဲ့အတွက်ကြောင့်ကျွန်တော်ကအဲ့ဒီ stage ကိုရောက်သွားကျွန်တော်ထင်တယ်ပုံမှန်အတိုင်းတာဆိုကျွန်တော်အဲ့လောက်ကြီးမဖြစ်ဘူးတောင်းတန်ကျွန်တော်က discipline အရင်ရှိရတူပေါ့နော်သူများရဲ့တက်ရှင်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့ဘေးနားမှာ support system အမြဲတမ်းထားရတူပေါ့နော်အဲ့တော့ကျွန်တော်ထင်တယ်ပေါ့နော်အခုဒီ video ကြည့်နေတဲ့လူငယ်တွေထဲမှာပေါ့နော် depression ဖြစ်နေတဲ့သူဆိုရင်ဒီအကြံပေးနေတာလေကိုယ့်ရဲ့ feeling ကို high မလုပ်နဲ့ပေါ့နော်အခုနောက်တော့ကိုယ်ဇာဆိုလဲ high လုပ်တယ်နေကောင်းလားအဆင်ပြေလားဆိုနေကောင်းတဲ့အဆင်ပြေ don't do that တဲ့လားအခုနောက်ပိုင်းဆိုရင်ကျွန်တော်အင်ကဖုန်းဆက်လာတယ်ဆိုရင်အဆင်ပြေလားဆိုအဆင်ပြေနေစိတ်စားစိတ်အရင်စီးကြည့်နေဘာမှအဆင်ပြေကိုကပုတ်ပွင့်လင်းပြောတယ်ဘာလို့အဲ့လိုမျိုး communicate မလုပ်ဘူးဆိုရင်ကျွန်တော်တမျိုးလုံးကကျွန်တော်အရင်အဆင်ပြေပြီးမှချမ်းသာနေရလို့ထင်ကြ social media မှာကြည့်မှာအဆင်မပြေဘူးလို့ကျွန်တော်အမတွေဆိုကျွန်တော် video call နဲ့ခေါ်တယ်ကျွန်တော်နေတဲ့အခန်းကအချင်းချုပ်ကအခန်းလောက်ပဲရှိရပေါ့နော်အပြည့်ဒီအခန်းမှာပဲအလုပ်လုပ်နေရတယ်ဒီ laptop မှာပဲအလုပ်လုပ်ရတယ်တည့်ရကိုယ့်ရဲ့ကတင်ဘောကနေဆင်းပြီးဆိုရင်ဒါကိုယ့်ရဲ့ office လို့အဆင်ပြေလားဆိုအဆင်ပြေဒါပေမဲ့အောက်အီးစူးစမ်းပြီးမှနေရဘာလို့ကိုယ့်ရဲ့ purpose ကတိတ်မချခင်ကိုပိုင်အိမ်ဝယ်ဖို့ပတ်စံစုနေလေ
အဲ့ဒါကို look forward လုပ်ပြီးမှ motivation တွေပြန်ရတယ်ပေါ့နော်ကိုယ့်ဟာကို inspiration တွေပြန်ရတယ်အားတွေပြန်ရတယ်ပေါ့နော်အဲ့တော့လူငယ်တွေကိုတတိအကြံပေးချင်တာကအများနဲ့ SMP ရလို့ပြောပါနဲ့ SMP တာလည်း it's okay to be not okay ပေါ့နော်ခုဖြစ်ဒီကို help လုပ်သွားဆိုတာဆိုဒီရဲ့ support system ရဲ့ therapy ရဲ့ဒီ medication ရဲ့ပေါ့နော်အဲ့တော့အဲ့လိုဖြစ်နေပြီဆိုလို့ရှိရင်ကွာအဓိကတော့ there's a way out တိလားကို suicide လုပ်တာ way out မဟုတ်အဲ့တော့တကယ်ပြန်ကောင်းလာဖို့ way out ရှိတယ်ကွာအဲ့တော့အဲ့ဒါကိုစဉ်းစားနောက်တစ်ခါကျွန်တော်ဆိုဘာစဉ်းစားလဲဆိုတော့ကျွန်တော်ထွက်သွားလို့မရဘူး because အခုမှအမေဆုံးထားတာကွာနောက်တော့ there can't be another person who dies in the family and then ပြန်ပြီးကြည့်တော့လည်းသိရမလားဟိုကိုအမေကွာကိုဒါမျိုးဖြစ်စေချင်တာမဟုတ်လေအမေမရှိတော့ဘူးဆိုပေမဲ့လည်းအမေဖြစ်စေချင်တာကိုကဆက်လုပ်အောင်မတာဝန်ရှိတယ်သိလား that's how you make your mom proud အဲ့လိုနဲ့ပဲဆက်သွားတာပေါ့နော်အဲ့တော့ဒီပြောခဲ့ဆိုဆက်ပြီးသွားမယ်ဆိုတော့ဒီ goals တွေ dreams တွေကတော့ရှိလို့ရှိနေ purpose တွေရှိနေတော့ you can still go on အဲ့ဆိုဒီနေ့ကတော့အများကြီးပြောပြီးပါပြီအများကြီးပြောပြီးပါလို့ကြည့်တဲ့လူတွေတော့မှပြေးနေလောက်အဲ့တော့ကျွန်တော်တို့ဒီမှာတစ်ပိုင်းရက်လိုက်ပြီးတော့ now maybe in a few months time နောက်တစ်ပိုင်းဆက်ချကြမယ် okay ဒီဒီကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုး invite လုပ်ပေးတာကျွန်တော်လည်းဒီဒီကိုပြန်မေးချင်တာအများကြီးရှိသေးတယ်အဲ့တော့နောက်တစ်ပိုင်းကျမှကျွန်တော်ဆက်မေးဆက်ပြောကြမယ်ကျေးဇူးပါ